ယုံကြည်ပါသလားသင်ယုံကြည်တဲ့အတိုင်းဖြစ်မယ်အမေကျမအခြေပြုခြင်းနှုတ်ကပတ်တော်ကိုဖတ်ချင်ပါတယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး16အခန်းငယ်73မှ15ကျမကိုဆရာဝန်ဆိုတာနင်းတဲ့ဒီတပတ်လဲဆက်ပြီးတော့မှဒေသနာယူလိုက်ပါလားတဲ့ဟာရုပ်တရက်ကြီးဆိုဟာမဖြစ်ဘူးထင်တယ်နော်ပြီးခဲ့တဲ့တပတ်ကလည်းဆင်မကလျာရဲ့အချိန်ကိုကျမကိုပေးတာဆိုတော့လေအဲ့နဲ့ဒီတပတ်လဲဟိုဖြစ်ရင်ဆင်မကလျာကိုပြန်ချိန်ပေးရင်ကောင်းမလားအဲ့လိုပြောတယ်ဒါပေမဲ့သူကပြောတယ်ဟောစိတ်နိုင်လေတဲ့ပြီးရတဲ့အခါကျတော့ကျမတို့နှုတ်ကပတ်တော်ဝင်ငှဖို့ဆိုတာကဟိုဆရာကြီးပြောသလိုငပိခွဲတန်းခွဲလို့ရတာမဟုတ်ဘူးပေါ့နော်ဒီတပတ်သူ့လက်ပြီးရင်သူ့လက်ဆိုတာမျိုးထပ်ဝိညာဉ်တော်ဖခင်ကဖွင့်ပြတဲ့အရာကိုလုပ်ရတာဖြစ်တယ်ဆိုတော့ခါမှာကျွန်မချက်ချင်းသူ့အဖြေမပေးမနှင်းဖြန်အဖြေပေးမယ်လို့ဆိုမှကျွန်မဆုတောင်းတယ်ကျေးဇူးတော်ကြောင့်ဖခင်သခင်ကကျွန်မကိုတောက်ကြနေမနက်4နာရီခွဲတိတိပါခေါ်နိုးပြီးတော့မှကျွန်မရဲ့ကုံလုံးခဲတဲ့အချိန်တိုင်းတွေကိုတစ်ခုချင်းစီဟိုဗီဒီယိုကိုပြန်ပြီးတော့မှကျွန်မတို့လှည့်ပြီးကြည့်တယ်လို့လေတစ်ခုချင်းစီဖခင်ကကျွန်မကိုပြန်စကားပြောတာဖြစ်တယ်အဲ့ဒီအရာကိုဒီမှာရှိတဲ့ယုံကြည်သူတွေစီမှာပြောပါလို့ပြောတဲ့အခါမှာကျွန်မဖျားသခင်ရလဲပေါ့နော်ဒီမှာရှိတဲ့ယုံကြည်သူတွေကလည်းအခုမှတချို့ကတော့ပြောင်းလဲခါစားရှိတယ်ဒါပေမဲ့များသောအားဖြင့်ကဆယ်စုနှစ်တစ်ခုဖြစ်ပြီဆိုတဲ့အခါမှာမပြောချင်ဘူးပေါ့နော်ဒီအကြောင်းအရာမပြောချင်ဘူးလို့ပြောရဲဒါပေမဲ့ဖျားသခင်ကကျွန်မကိုပြောတဲ့အခါမှာအော်ဟုတ်သားပဲကျမနဲ့ဘဝတူတဲ့မျိုးဆက်တွေဒီထဲမှာအများကြီးရှိတယ်ဆိုတော့ကျမဒီဖျားခင်ပြတဲ့အခါမှာကျမမြင်တဲ့အခါမှာဟုတ်တယ်ပြောမယ်လို့ကျမဆုံးဖြတ်ပြီးတဲ့အခါမှာလိမ့်မည်ထိုသူသည်ငါဘုံကိုထင်ရှားစေလိမ့်မည်အကြောင်းမူကားငါနှင့်ဆက်ဆိုင်သောအရာကိုယူ၍သင်တို့အားဖော်ပြလိမ့်မည်ခမည်းတော်နှင့်ဆက်ဆိုင်သမျှသည်ငါနှင့်ဆက်ဆိုင်၏ဒါမြင်ဘူးတယ်နော်ဒါဘလောက်ဒါဘလောက်တန်လဲဘလောက်လဲအဲ့ဒါဆိုဒီဟာရောတူလားတန်ဖိုးတူတယ်ဒါပေမဲ့ပုံစံတူလားပေးနာနေဆရာဝန်ဆိုတာတူပါတယ်အော်နေလို့သူ့ဘက်ပါလဲပြတာသူမတူဘူးနော်ဒါလဲတတာတန်ဖိုးချင်းတူတယ်ဒီတတောင်းဒီအရာနဲ့ဝယ်တဲ့အခါမှာရနိုင်တဲ့ပစ္စည်းနဲ့ဒီတတောင်းနဲ့ဝယ်တဲ့အခါမှာရနိုင်တဲ့ပစ္စည်းချင်းတူနိုင်မလားဒီတတောင်းပေးကိုလိုချင်တဲ့ပစ္စည်းတတောင်းတန်ရနိုင်တယ်တတောင်းယူပြီးတော့မှတသိန်းဖို့သွားယူလို့ရလားတတောင်းတန်ကင်ပြီးတော့မရဘူးဟုတ်တယ်နော်ဒါမဲ့ဒီဟာလဲဘယ်လောက်တန်လို့သိလဲဒါလဲဘယ်လောက်တန်လို့သိလဲဒါပေမဲ့တတောင်းတန်လို့သိပင်မဲ့သင်စီမှာရှိလားရှိတဲ့သူလဲတချို့ရှိတယ်မရှိတဲ့သူလဲရှိတယ်ဟုတ်တယ်နော်ဒီတတောင်းနဲ့သွားဝယ်ရင်ဘလောက်ဖိုးရနိုင်တယ်ဆိုတာလဲသိတယ်ဒီတတောင်းရဲ့တန်ဖိုးကိုလဲသိတယ်ဒီသားလဲတတောင်းတန်ဆိုတာလဲသိတယ်ဒါပေမဲ့ခတ်တာကလိုချင်တဲ့ဒီတတောင်းတန်ဆိုတာလဲရှိတယ်ဒီဟာတတောင်းတန်မှလဲသိတယ်ဒါပေမဲ့ခတ်တာကကိုယ်မှာအဲ့ဒီတတောင်းကမရှိဘူးဆိုရင်အဲ့ဒီဟာကိုရနိုင်အောင်မလားမရနိုင်ဘူးဟုတ်ပြီအဲ့ဆိုဒီတတောင်းနဲ့မရှိတဲ့လူထဲကလိုချင်တဲ့သူမြန်လာယူမလားမြန်လာယူတကယ်ပေးတာရကျမတကယ်ပေးတာပါလို့ပြန်မတောင်းပါဘူးလို့အရန်တော်ရနော်မြန်သလားမင်းကဖက်ဆိုမှပေးတဲ့အခါမှာတကယ်ယူရင်တကယ်ရလား
တကယ်ရတယ်အဲ့ဒါဆိုအဲ့ဒီ1000နဲ့ကိုက်ညီတဲ့အရာကိုတကယ်သွားပြီးတော့မှဝယ်ရင်ရောရလားရတယ်အဲ့လိုပဲကျမတို့ရဲ့အတန်တန်မှာဒါကျမဒီနေ့ရမယ့်ကောင်းကြီးထဲကနေချက်ချင်းမျိုးစေ့ပြမရသေးဘူးဒါပေမဲ့ကြိုပြီးမျိုးစေ့ကျဲတာကျမတို့အတန်တန်ထဲမှာလေကဲတင်ချင်းရတယ်ခရစ်တော်ကိုရတယ်ဒါမဲ့ဝိညာဉ်တော်ဖခင်ကိုမရတဲ့သူတွေအများကြီးရှိတယ်ယေရှုခရစ်တော်ဒီလေသုံးပါးတဆူတည်းသောဖခင်သခင်ဖြစ်တယ်ခမည်းတော်ဖခင်တန်ရှင်သောဝိညာဉ်တော်ဖခင်သားတော်ဖခင်ဒီသုံးပါးတဆူဖခင်ဖြစ်တယ်သူတို့ရဲ့ဂုဏ်တတ္တိအတူတူပဲသူတို့ရဲ့လှုပ်ဆောင်နိုင်စွမ်းအတူတူပဲသူတို့စီကနေကျမတို့ရမယ့်ကောင်းချီးမင်္ဂလာလည်းအတူတူပဲလှုပ်ဆောင်သမျှတိုင်းဒီခရစ်တော်လည်းပါတယ်ခမည်းတော်လည်းပါတယ်ဝိညာဉ်တော်လည်းပါတယ်သို့တော့ကျမတို့ကယ်တင်ခြင်းရတယ်လို့ပြောကြတဲ့ကျမတို့ရဲ့အသက်တာတွေထဲမှာအထူးသဖြင့်ဒီဟာကိုပြောချင်တဲ့အခါမှာကျမတို့တခြားသောကိုးကွယ်ခြင်းကနေပြီးတော့မှကိုယ်တိုင်ဖခင်ကိုမြည်ဆန်းပြီးပြောင်းလဲလာတဲ့သူတွေအတွက်တော့ဖခင်သခင်ဆိုတာယေရှုခရစ်ဆိုတာကနှစ်ဖူးတွေဒူးတွေကိုယ်တိုင်မိတ်လက္ခဏာတွေနဲ့ကိုယ်တိုင်ဖခင်ကိုမြည်ဆန်းပြီးတော့မှသိရှိလာတဲ့လူတွေအတွက်ကြောင့်တော့အယံပဲဒီဟာကခရစ်တော်ကိုဘယ်လိုရရှိခဲ့တယ်လဲဆိုတော့ကယ်တင်ခြင်းကိုရှင်းရှင်းလင်းလင်းနဲ့ဗာလဲတသက်ခံမဲ့အချက်ရှိတယ်သို့တော့ဖခင်เจ้าထဲမှာပဲမိဘကခရစ်ယာန်ဖြစ်ပြီးတော့မှမွေးဖွားလာတဲ့နောက်မျိုးဆက်တွေမှာเจ้าတော့သိတာတဲ့တသက်ခံချမ်းမျိုးတွေပြီးရခါမှာထူးခြားတဲ့ဖြစ်စဉ်နမိတ်လက္ခဏာတွေဆိုတာအဲ့ဒီလူတွေစီမှာတိတ်မရှိဘူးဒါပေမဲ့အဲ့လိုပြောတဲ့အခါမှာဖခင်သခင်ကတို့တွေကိုကျမတို့ကိုလာပြီးတော့မှမတိုးထိနိုင်တာမဟုတ်ဘူးလားစကားမပြောနိုင်တာမဟုတ်ဘူးတက်သေးလားမပြနိုင်တာမဟုတ်ဘူးဒါပေမဲ့ထင်ရှားတဲ့အရာပေါ့နော်အဲ့လိုမျိုးတချို့ဆိုရင်တောက်စားပြီးတော့မှမူးရစ်ပြီးတော့ဆိုးသွမ်းပြီးတော့မှအသက်တာတွေချိန်ပြီးတော့မှပြောင်းလဲလာတယ်လေနော်ဒါပေမဲ့ကျမတို့လိုမျိုးဖခင်เจ้าထဲမှာကြီးလာတဲ့လူတွေအကြောင်းတော့စီးမြင်လေးထဲမှာနေတယ်လေနော်အရန်ဆိုးပြီးတော့မှမိုက်ကန်ထဲမှာလည်းမပါဘူးတပတ်မှလည်းအရန်ပဲလိန်မာပြီးတော့မှလေအဲ့လိုလည်းမဟုတ်ပြန်ဘူးဆိုတဲ့အခါကျတော့အရန်ချင်းပြီးတော့မှကဲတင်ချင်းရတယ်ပုံသဏ္ဍာန်ပြောင်းလဲတယ်ဆိုတဲ့ဟာကြီးအရန်ထင်ရှားရှားကြီးကျမတို့ဖခင်เจ้าထဲမှာကြီးလာတဲ့လူတွေထဲမှာတိတ်မရှိဘူးသို့တော့ကဲတင်ချင်းအကြောင်းပြောတဲ့အခါတိုင်းမှာခရစ်တော်အကြောင်းကိုပြောတဲ့အခါတိုင်းမှာတော့စိတ်ထဲမှာတော့စိတ်ချမှုရှိတယ်နော်စိတ်ချမှုရှိတယ်သင်ပဲသွားမလဲဆိုတော့သိတယ်ဟုတ်ပြီကျမတို့အယောက်စီတိုင်းပြောင်းလဲလာတဲ့ပုံစံမျိုးစုံနဲ့ဖះเจ้าထဲမှာနေရင်းနဲ့လည်းပြောင်းလဲလာတဲ့အဖွဲ့ရှိတယ်ပြီးတဲ့အခါမှာသတင်းကောင်းကြားပြီးတော့မှနမိတ်လက္ခဏာတွေနဲ့ပြောင်းလဲလာကြတဲ့အဖွဲ့တွေလည်းရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်ယေရှုခရစ်တော်ကိုရရှိထားတယ်ကယ်တင်ရှင်ဖြစ်နေရရှိထားတယ်ယေရှုခရစ်တော်အားဖြင့်ကျမတို့တွေနောင်ဘဝမှာတမလွန်မှာအချိန်တန်တဲ့အခါလောကကနေထွက်ခွာသွားတဲ့အခါမှာကောင်းကင်နိုင်ငံတော်ကိုရောက်မယ်ဆိုတဲ့စိတ်ချမှုလည်းရှိရသို့တော့ပြောင်းလဲပြီးအချိန်ကာလဆယ်စုနှစ်ဖြစ်ပင်မဲ့ကျမတို့ရဲ့အသက်တာထဲမှာပြန်ပြီးတော့မှဒီနေ့ပြန်စဉ်းစားရအောင်နော်လှဲကြီးရဲ့အချိန်မှာတရိမ့်ရိမ့်နဲ့ဂန္ဓာတိုင်းမှာတိုးတက်လာသလားလူမှုရေးအိမ်ထောင်ရေးငွေကြေးရေးသားသမီးရေးရာပညာရေးရာလူမှုပေါင်းသင်းပိုင်းဆိုင်ရာလုပ်ငန်းပိုင်းဆိုင်ရာအများကြီးပေါ့နော်ကျမတို့ရဲ့ဝိညာဉ်ရေးထဲမှာကိုကျမတို့ဖခင်เจ้าထဲမှာလာတဲ့အမြဲတမ်းနှုတ်ကပတ်တော်တွေထဲမှာကြားတယ်ပြီးအခါမှာ praise and worship တွေလုပ်တယ်မနေ့ကဆိုလူငယ်တွေနဲ့ဒီမှာ worship အဖွဲ့တွေနဲ့ကျမတို့ဒီမှာ seminar လုပ်တဲ့အထက်မှာတသက်ခံတဲ့ဆရာခိုင်ပြီးတို့ဆရာခွာပြီးတို့ဆိုလေဖခင်เจ้าထဲမှာပဲကြီးလာတာသို့တော့အထဲမှာတစ်ခုခုလိုနေတယ်လေပြီးရဲ့အခါကျတော့အတ္တတာကစင်ပေါ်မှာအကြီးကျယ်ဖခင်ကိုချီးမွမ်းတယ်သို့တော့စင်အောက်ရောက်သွားပြီးကွယ်ရကြရင်နောက်တစ်မျိုးဖြစ်သွားတယ်ဆိုတဲ့အခါမှာအဲ့ဒါတွေကြောင့်တော့ဘာဖြစ်လို့လဲကျမဒီမှာနေရင်းနဲ့ဒီမှာယုံကြည်သူမိသားစုတွေအရန်လဲနီးတဲ့အခါမှာဖခင်ကျေးဇူးတော်ကြောင့်နေတိုင်း
မြင်တွေးနေတဲ့အခါမှာကျမအဲ့ဒီဟာကို question ထုတ်တယ်အရင်တော့ကတော့မသိဘူးဒါပေမဲ့ဒီမှာနေရင်းနဲ့ကျမရတဲ့ကောင်းကြီးဖြစ်တယ်အဲ့ဒါကျမဆရာကိုလည်းကျမနဲ့အရင်နှီးဆုံးလူဖြစ်တဲ့အခါမှာကျမဆရာနဲ့လည်းစကားပြောဖြစ်တယ်ကျမတို့ယုံကြည်သူဖြစ်ပြီးတော့မှဘာဖြစ်လို့ကျမတို့ရဲ့အခြေအနေတွေမတိုးတက်ရတာလဲကယ်တင်ခြင်းခရစ်တော်ယေရှုခရစ်တော်အားဖြင့်ကယ်တင်ခြင်းစုဂျေစုကိုရတယ်လို့ပြောတဲ့အခါမှာယေရှုခရစ်တော်ဖခင်သည်ကျမတို့ကိုကယ်တင်တဲ့အခါမှာယခုဘဝနောင်ဘဝအတွက်ကယ်တင်တာဖြစ်တယ်နောက်တမလွန်အတွက်ကိုပဲကယ်တင်တာမဟုတ်ဘူးယေရှုခရစ်တော်အဆက်ကွဲခြင်းခံရတဲ့အရာတွေယေရှုခရစ်တော်နာကျင်ခြင်းခံခဲ့ရတဲ့အရာတွေဟာကျမတို့ယခုဘဝမှာကောင်းစားဖို့အတွက်ဖြစ်တယ်ကျမတို့ကြွယ်ဝဖို့အတွက်ဖြစ်တယ်ကျမတို့မျက်နှာသာရဖို့အတွက်ဖြစ်တယ်ကျမတို့အခွင့်အရေးတကားတွေကိုဖွင့်ပေးထားတာဖြစ်တယ်ကျမတို့အောင်မြင်ဖို့အတွက်ဖြစ်တယ်ထိုသခင်လဝါကားတိုင်းပေါ်မှာအမှုပြီးပြီလို့ပြောတဲ့အရာဒီကျမတို့ယခုဘဝနောင်ဘဝကောင်းချီးမင်လာအတွက်ဖြစ်တယ်လို့ကျမကအဲ့လိုယုံထားတာဒါပေမဲ့တချို့သောသူတွေကိုကြီးတဲ့အချိန်မှာဘာဖြစ်လို့မပြောင်းလဲတာလဲဘာဖြစ်လို့ဒီကဏ္ဍကလေးမှာပပလေးနဲ့သွားရမယ့်အရာမှာဘာဖြစ်လို့မသွားနိုင်ဘဲနဲ့เนาะအောင်မြင်ရမယ့်အရာလေးပလေးကိုဘာဖြစ်လို့မကြောနိုင်တာလဲလို့ကျမကအထဲထဲမှာအရန်မဲစဉ်းစားရတယ်ပေါ့နော်ပြီးတဲ့အခါကျတော့ဆယ်စုနှစ်ဖြစ်ပြီးတော့တနင်္ဂနွေနေ့ဖခင်เจ้าတရက်တက်ဖို့ကိုအကြီးကျယ်အခုချိန်ထိရုန်းကန်တဲ့အခါမှာကျမစဉ်းစားရတချို့သောသူတွေကိုပြောရပါဒီမှာထိုင်နေတဲ့သူတွေမပါဘူးမလာတဲ့သူကိုပြောတာဟုတ်တယ်လေနော်စံနေနေ့တရက်ကိုအလုံးမလုံးလဲဖခင်သခင်ကကျမတို့ကိုကျွေးမယ်လို့ယုံရဲဖို့လိုတယ်။နောက်ကောင်းကင်ကိုရောက်မယ်လို့တောင်ယုံကြည်ရဲတဲ့ထာဝရလမ်းအတွက်တောင်ယုံကြည်ရဲပြီးတော့ဒီတနေ့ကုန်တော့မဟုတ်ပါဘူးနော်3နာရီ2နာရီ3နာရီလောက်ကိုတော့ထိုင်ရဲဖို့ကိုသင်မယုံဘူးဆိုရင်ကျမအဲ့ဒါ question ထုတ်တယ်။ဘာဖြစ်လို့လဲလို့ပြောခါမှာဆရာကကျမကိုမဟုတ်ဘူးသူတို့လည်းအရင်ခက်ခဲဘလို့ပေါ့နော်အများကြီးဖြောင်းတယ်ဒါပေမဲ့ကျမစိတ်ထဲမှာမဟုတ်ဘူးတခုခုလိုနေတယ်လို့ကျမမြင်တယ်တခုခုလိုနေတယ်ကျမတို့အခုန1000တန်လို့ပဲကျမတို့ရထားတာတော့1000တန်အခုနရတဲ့လူ2ယောက်ရှိတယ်သဇင်ကတော့ဒီဟာရဲ့တန်ဖိုးကိုသိတယ်ဒီဟာနဲ့လောက်မဲ့ပစ္စည်းကိုသူကောင်းကောင်းရွေးချယ်မှလုံနိုင်တယ်ဒါပေမဲ့အခုနယူသွားတဲ့အော်စကာကျောင်းတော့ဒီဟာကိုရမဟုတ်တော့ဟုတ်တယ်ဒါပေမဲ့ဒါနဲ့ဘလောက်ဆိုကွက်တီဆိုတာတော့ तू ကောင်းကောင်းတော့သိမှာမဟုတ်ဘူးဒါပေမဲ့ဒီဟာကိုရထားတာပဲရှိတယ်သူ့ကိုဥပမာဈေးဆိုင်ခေါ်သွားပြီးမှ200တန်ကျွေးပြီးကျန်တဲ့ဟာအားလုံးသူ့မိသိမ်းလိုက်ရင်လည်းရတယ် तू သဘောမပေါက်ဘူးလေဒီဟာရဲ့တန်ကိုဆိုတော့ကျမတို့ပြောချင်တာကျမတို့ရထားတဲ့ကဲတင်ချင်းဟာဘာလဲဆိုတော့ကျမတို့သိဖို့လိုတယ်သဘောပေါက်ပါသလားကျမတို့ယေရှုကိုရထားတဲ့ဒီခရစ်တော်ကိုရထားတဲ့အခါမှာဒီခရစ်တော်ထဲကနေကျမတို့ဘာတွေရပိုင်ခွင့်ရှိသလဲကျမတို့ဒီခရစ်တော်အားဖြင့်ကျမတို့ဘဝမှာဘယ်လိုမျိုးအခြေအနေတွေထဲမှာအောင်မြင်ခွင့်ရှိသလဲကျမတို့မိသားစုရဲ့အနာဂတ်ဟာဘယ်လိုအနာဂတ်လဲကျမတို့ရဲ့နောင်တမလွန်မဲမဟုတ်ကျမတို့ယခုဘဝနောင်ဘဝနှစ်ခုလုံးအတွက်ခရစ်တော်ရဲ့လှုပ်ဆောင်ပြီးစီးခြင်းကိုကျမတို့သိထားဖို့လိုတယ်အဲ့ဒီအရာမှသာလေကျမတို့ဘဝမှာပေါ်ပါစွာလင်းမြန်စွာဖခင်ရဲ့ကောင်းမြတ်ခြင်းဖခင်ရဲ့တကိုးတော်ကိုကျမတို့ရရှိမှာဖြစ်တယ်အာမင်အဲ့ဒီတော့ကျွန်မစဉ်းစားဘာဖြစ်လို့လဲဘာဖြစ်အဲ့ဒါဆိုကျွန်မရထားတဲ့ဒီအရာကိုကျွန်မဘယ်လိုမျိုးဒီမှာရော့အင်းယူလိုက်လို့ဆိုမှအထောက်လိုက်အဲ့လိုပေးလို့လည်းမရဘူးလေနော်ဆိုတော့ကျွန်မသမီးလေးကိုလည်းကျွန်မပြောတယ်ခုနဒီနေ့မနေ့ပြောတဲ့အတိုင်းဆမကလေးသင်တန်းမှာပေးတဲ့အရာတန်းကျေးဇူးတော်ချီးမွမ်းတတ်ဖို့တို့ကိုသင်တာဘာဖြစ်လို့လဲဆိုရင်သမီးဒီအရာအားလုံးဟာနော်ဒီနေ့စားရတဲ့အရာဒီနေ့ဝင်းရတဲ့အရာဒီနေ့ကြောင်းသွားရတယ်ဆိုတဲ့အရာအားလုံးဟာခရစ်တော်အားဖြင့်ဖြစ်တယ်မမတို့ရဲ့လှုပ်ပေးနိုင်တဲ့အတိုင်းအတာဟာနည်းနည်းလေးပဲရှိတယ်မလှုပ်ပေးနိုင်လှုပ်ပေးခွင့်ရတာလေဖခင်ရဲ့ကျေးဇူးတော်ဖြစ်တယ်နော်ဒါဟာခရစ်တော်ကြောင့်ရတာဖြစ်တယ်လို့သူတို့ကပြောတယ်ဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ထဲမှာကျမတို့ရဲ့ရပိုင်ခွင့်ကျမတို့ရဲ့
ယူပိုင်ခွင့်အရာတွေဖယားသားဖြစ်ခြင်းအရာတွေကိုကျမသူတို့ကိုနေ့တိုင်းမှာဒါပြောပြတာဖြစ်တယ်လို့ပြီးတဲ့အခါမှာနောက်တစ်ခုဒီခရစ်တော်ထဲမှာကျမတို့ရဲ့ဖြစ်တည်ခြင်းကိုမြင်နိုင်ဖို့အတွက်ကိုတကယ်တမ်းဖွင့်ပြပေးနိုင်တာသွန်သင်ပေးနိုင်တာအလင်းပြပေးနိုင်တာကဝိညာဉ်တော်ဖခင်ဖြစ်တယ်ဘလောက်ပဲတရားဟောဆရာတွေကဟောဘလို့ပဲချီးမွမ်းကိုးကွယ်ခြင်းဥဆောင်နေပါစေနော်မနေ့ကဆိုတသက်ခံတော့အဲ့ဒီဟိုလူငယ်တွေမှာဒီ worship အဖွဲ့တွေနဲ့နားထောင်တဲ့သင်ခန်းစာထဲမှာပါတဲ့ဆရာခိုင်ပြီးရဲ့တသက်ခံချက်ထဲမှာဘာပြောဆို तू worship တော့ဥဆောင်နေတယ်တဲ့ဒါပေမဲ့သူ့အတ္တတာထဲမှာမပြောင်းလဲဘူးတသက်မဖြစ်ဘူးကျမတို့ရဲ့အတ္တတာထဲမှာပြောင်းလဲတာတော့ကဲတင်ချင်းတော့ရတယ်ဒါပေမဲ့သူတပါးအတွက်တသက်မဖြစ်ဘူးယုံကြည်သူအချင်းချင်းထဲမှာတသက်မဖြစ်ဘူးပြီးအခါမှာကိုမိသားစုထဲမှာကိုတသက်မဖြစ်ဘူးတခုခုမချိန်ဘူးဆိုရင်တင်တခုခုလိုတယ်ကျမစောင်းပြောတာမဟုတ်ဘူးတဲ့ပြောတာအာမင်နားလဲနိုင်ဖို့ဘုရားသခင်ကောင်းချီးပေးပါစေလို့တကယ်လိုအပ်လို့ပါလို့ကျမတို့အထဲထဲမှာနေတိုင်းဖြတ်တန်းနေပြီမဲ့ဒီထဲမှာလိုနေတဲ့ဘယ်လိုလဲတခုခုလိုနေတယ်အာသာမပြေဘူးဒါမှမဟုတ်စိတ်ဒီထဲမှာစိတ်မပြေဘူးတခုခုလိုအပ်နေတယ်လို့လှုပ်ဆောင်တော့လှုပ်တယ်ဟိုနေတိုင်းတော့အစီအစဉ်ဆွဲပြီးကောင်းသောအရာတွေလုပ်တယ်တချို့ကကြောင့်တော့လည်းမကောင်းတာတွေလုပ်တယ်တချို့ကတော့ကောင်းတာရောမကောင်းတာရောလုပ်တယ်လှုပ်ဆောင်ခြင်းတခုကိုယ့်ရဲ့စိတ်အားတန်တဲ့အရာကိုလုပ်တယ်သို့တော့လှုပ်ပြီးတိုင်းမှာဟာမဟုတ်ဘူးမဖြစ်ရင်ကောင်းတာနာမလို့မရင်ကောင်းတာဆိုတော့ဒီပြီးရခါလှုပ်တော့လှုပ်ပေမဲ့အကောင်းဆုံးလှုပ်ခဲ့ပေမဲ့ဒီထဲမှာစိတ်ထဲမှာစိတ်ကျေနပ်မှုစိတ်ရောက်ရဲမှုတခုမရချင်းဒီဘာလဲဆိုတော့သင်ထဲမှာဝိညာဉ်တော်မပါသေးလို့ဖြစ်တယ်သင်ထဲမှာဝိညာဉ်တော်ပါလာတဲ့အခါမှာအခုနာကလို့ပဲကျမတို့ရထားတဲ့ကဲတင်ချင်းဟာဘာလဲဆိုတာကိုကျမတို့သိလာတဲ့အခါမှာဝိညာဉ်တော်ဟာကျမတို့ကိုတိုးထီးတဲ့အခါတိုင်းမှာကျမတို့ဒီဟာရဲ့ဟိုဝိညာဉ်တော်ဖခင်ရဲ့တိုးထီးခြင်းတနည်းအားဖြင့်လွယ်ကူစွာပြောမယ်ဆိုမျက်မှောက်တော်ရတဲ့အခါတိုင်းခါမှာဒီတိုင်းချီးမွမ်းကိုးကွယ်သွားတယ်ကျမတို့ဆုတောင်းတယ်နေတိုင်းဖြတ်တန်းပေမဲ့မျက်မှောက်တော်တစ်နေ့လောက်တစ်မိနစ်လောက်ဖြစ်ဖြစ်9မိနစ်လောက်ဖြစ်ဖြစ်ကျမတို့ရတဲ့နေ့နဲ့ပုံမှန်ဒီတိုင်းပဲသွားတဲ့နေ့နဲ့မျက်မှောက်တော်မရတဲ့နေ့နဲ့ပုံစံမတူဘူးမျက်မှောက်တော်ရတဲ့နေ့မှာကျမတို့လှုပ်ဆောင်တဲ့အခါတိုင်းအရာတိုင်းမှာကျမတို့ကြည်နေရတဲ့အရာဝမ်းမြောက်ရတဲ့အရာပျော်ရွှင်မှုရလက်ဒီထဲမှာတိဆောက်ခြင်းရလက်တစ်ခုခုကျမတို့အထဲထဲမှာကြံခဲ့တယ်။ဘာဖြစ်လို့လဲဆိုဝိညာဉ်တော်ရှိတဲ့အတွက်ကြောင့်အဲ့လိုပြောတဲ့အခါမှာငါထဲမှာမရှိဘူးလားလို့ question ထုတ်နေတယ်ကျမတို့လည်းအရင်တော့အဲ့လိုပဲခံစားသူတို့စင်ပေါ်မှာပြောခါအဲ့ဒါဆိုငါကဲတင်ချင်းမရလို့လားဒါမှမဟုတ်ရင်ကျမပဲအထဲထဲမှာဝိညာဉ်တော်မရှိလို့လားအဲ့လိုမျိုးမိဂွန်ထဲမှာရှိတယ်ပေါ့နော်ဆိုတော့ကဲတင်ချင်းရတာနဲ့ယေရှုခရစ်တော်ကိုကဲတင်ရှင်အဖြစ်နဲ့ယုံကြည်လက်ခံလိုက်တာနဲ့တပြိုင်တည်းကျမတို့ဟာတန်ရှင်သောဝိညာဉ်တော်ရဲ့တစိမ့်ခတ်ခြင်းဇယံကိုရပြီးသားသင်ထဲမှာဝိညာဉ်တော်ရပြီးသားသို့တော့ဘာလို့ပုံစံမတူတာလဲခရိယန်ချင်းအတူတူဒါပေမဲ့ပုံစံမတူဘူးသင်တို့သတိထားမိမလားမသိဘူးเนาะကျမတော့အဲ့လိုမျိုးယုံကြည်သူအချင်းချင်းတွေ့ရင်လဲကျမကြည်တယ်သင်ယူတယ်ကျမနဲ့အတူတူစနေစုအတူတူကြီးပြင်းလာပင်မဲ့ဆယ်စုနှစ်တစ်ခုဖြတ်တန်းလာတဲ့အခါမှာကျမနောက်မှာကြံသွားတဲ့လူတွေလည်းတငယ်ချင်းတွေရှိတယ်လို့ကျမအရှိကနေပြေးပြီးကောင်းချင်းအကြီးကြီးတွေရနေတဲ့အဖွဲတွေလည်းရှိပြန်ရောဆိုတဲ့အခါမှာဘာကွာတာလဲဆိုတဲ့အရာကိုကျမအဲ့ဒီဟာဖျားထဲမှာကျမမေးခွန်းမေးတယ်ကျမသင်ယူတယ်ဘာကွာတယ်လဲလို့ကျမဖျားသခင်ကိုမေးတဲ့အခါမှာကျမတို့ဝိညာဉ်တော်ကိုလက်ခံခြင်းဝိညာဉ်တော်ကိုနေရာပေးခြင်းဝိညာဉ်တော်ရဲ့ဦးဆောင်ခြင်းအပြည့်အဝလိုက်လျှောက်ခြင်းမလိုက်လျှောက်ခြင်းအပေါ်မှာကျမတို့ရဲ့မြင်ရတဲ့ကောင်းကြီးမင်္ဂလာတွေပါကွာတာဖြစ်တယ်အချင်းချင်းကိုယ့်ရဲ့အနီးဝင်းကျင်မှာအခုဒါနီးရအရန်ကောင်းတယ်နီးရအရန်ကောင်းတယ်ဘာဖြစ်လို့လဲဆိုကျမတို့ယုံကြည်သူအချင်းချင်းပြန်ပြီးတော့မှမြင်ရတယ်အဲ့လိုပြောတဲ့အခါမှာကဲရဖို့အတွက်ပြောတာမဟုတ်အခုနလိုကျမတို့သင်ယူဖို့အတွက်ပြောတာသူ
သူကောင်းကြီးရတယ်သူအထုံးလိုက်အထည်လိုက်ရတယ်အော်သူရဲ့ပုံသဏ္ဍာန်ပြောင်းလဲတယ်အရင်ကပုံစံနဲ့တော့မတူဘူးအဝေးစားပုံစံတွေပြောင်းလာတယ်စကားအပြောအဆိုတွေပြောင်းလာတယ်အပြုအမူတွေပြောင်းလဲလာတယ်ပြီးတဲ့အခါကျတော့သူ့ရဲ့ဗာလဲတနေ့တာလှုပ်ရှားမှုပုံစံတွေပြောင်းလဲလာတယ်ဆိုတာကိုကျမတို့တွေမြင်ရတာဖြစ်တယ်ဝိညာဉ်တော်ရဲ့ဥဆောင်ခြင်းနောက်ကိုလိုက်တဲ့လူတစ်ယောက်ဟာမတိုးတက်စရာအကြောင်းလုံးဝမရှိဘူးလို့ကျမတို့အဲ့လိုလက်ခံထားတယ်ကျမတို့ပြောင်းလဲလာပြီးအချိန်မှာအရင်ကအိမ်ပိုင်အိမ်ကြီးပိုင်နှစ်ခုပေါ့နှလုံးပိုင်ဟိုဘက်မှာလည်းမြေရှိရဲကိုနေရဲဟာရှိရဲဒါပေမဲ့တဖြည်းဖြည်းနဲ့စီးပွားရေးသိမကောင်းဘူးအကြောင်းပြပြီးတော့မှတဖြည်းဖြည်းနဲ့တလုံးပြုတ်သွားတယ်နောက်ကြတော့ကိုနေတဲ့ဟာပဲပြုတ်သွားတယ်အိမ်ငါးဘွားရောက်သွားတယ်တိုးတက်တဲ့လက္ခဏာလားမဟုတ်ဘူးခေတ်ကာလနဲ့မဆိုင်တဲ့ဖယားရဲ့တတ်နိုင်ခြင်းဟာကျမတို့အထဲမှာရှိတယ်ကျမတို့ရဲ့ဖယားဟာအခြေအနေပေါ်မှာပဲအလုံးလုံးနိုင်တာမဟုတ်ဘူးအခြေအနေရဲ့အထက်မှာအလုံးလုံးတဲ့ဖယားဖြစ်တယ်သင်မှာဘာမှမရှိလေဖယားအလုံးလုံးနိုင်တယ်ဒါပေမဲ့တစ်ခုတော့ရှိတယ်သင်ယုံကြည်ဖို့လိုတယ်သင်စံသားရှိဖို့လိုတယ်ပြီးရဲ့အခါမှာသင်အတ္တထဲမှာဝိညာဉ်တော်ကိုအခွင့်ပေးဖို့လိုတယ်နေရာပေးဖို့လိုတယ်စာငတ်ဖို့လိုတယ်ဖျားเจ้าကိုတော့လာတယ်အပတ်တိုင်းလာတယ်လူငယ်ချိန်လဲလာတယ်အမျိုးသမီးချိန်လဲလာတယ်အဆူတောင်းလဲလာတယ်သို့တော်ဝိကြည်တန်းကြည်လာတဲ့လူအချိန်ရောက်လို့လာတယ်အဲ့လိုပြောခိုင်းမှာမလာနဲ့လို့ပြောတာမဟုတ်ဘူးเนาะလာတဲ့သူတွေအရန်ကောင်းတယ်เนาะဒါပေမဲ့ဒီတိုင်းပဲပုံမှန်လှုပ်ဆောင်မှုတစ်ခုပေါ့เนาะလှုပ်ဆောင်မှုပုံစံနဲ့လာတဲ့သူနဲ့မဟုတ်ဒီနေ့တော့ငါဖယားရဲ့မျက်မှောက်တော်ရမှဖြစ်မယ်ဒီနေ့တော့ငါဖယားရဲ့စကားတန်တစ်ခုခုရမှဖြစ်မယ်ဒီနေ့တော့ဆိုရက်စာငတ်ချင်းတစ်ခုခုနဲ့လာတဲ့လူရဲ့အသက်တာထဲမှာဝိညာဉ်တော်ဟာတိုးထီးဖို့ရအရန်လွယ်ကူတာဖြစ်တယ်ဝိညာဉ်တော်တိုးထီးခြင်းရပြီသင်အသက်တာထဲမှာဖယားရဲ့မျက်မှောက်တော်ရပြီဆိုရင်သင်အသက်တာပြောင်းလဲမှာမပြောင်းဘဲနဲ့ကိုမနေဘူးဒါပေမဲ့အဲ့ဒါကိုဘယ်လိုရနိုင်တယ်လဲဆရာမပြောတာတော့ဟုတ်တာပေါ့ဒါပေမဲ့အဲ့ဒီဝိညာဉ်တော်ကိုတိုးထီခြင်းကိုဘယ်လိုရမှာလဲကိုကသွားစုပ်ယူလို့သွားမှဒီလိုအထုံးနဲ့ပေးလို့လည်းရတာမှမဟုတ်တာလေနော်ဆိုတော့ဘယ်လိုရနိုင်တယ်လဲဖျားပေးမှရတာပါလို့ဒီတိုင်းလူပေးလို့မရဘူးလို့ဒါပေမဲ့အဲ့ဒီဟာဖျားကဘယ်လိုနေရာဒီမှာပေးတယ်လဲဆိုရင်ကျမတို့ရဲ့နေရာနဲ့ဆိုင်တယ်လို့ကဲတင်ချင်းရတယ်ခရစ်တော်ကိုရရှိတယ်ရပါတယ်ငါဟာငါအိမ်မှာကျမ်းစာဖတ်ပြီးတော့မှ online ကနေပဲနှုတ်ကပတ်တော်ခံယူမယ်ဘယ်အသင်းတော်ရဲ့လက်အောက်မှာငါဝင်စရာမလိုဘူးမှန်လားမှန်ပါသလားဟုတ်ဘူးသင်ယုံကြည်သူဖြစ်လာပြီခရစ်တော်ကိုကယ်တင်ရှင်အဖြစ်နဲ့ရရှိပြီဆိုရင်သင်ဟာအင်္ဂလိပ်လိုအဲ့ဒါကိုပြောနော် born againသင်ဟာတဖန်မွေးဖွားလာတာဖြစ်တဲ့အတွက်ကြောင့်မွေးတယ်လို့ပြောကြလေအကြီးကြီးတစ်ခါတည်းမွေးတာမြင်ဘူးလားမရှိဘူးလေနော်မွေးလာတယ်ဆိုလေတရိษံတွေမှာပဲဖြစ်ဖြစ်လူမှာပဲဖြစ်ဖြစ်မွေးလာတယ်ဆိုလေတေးသေးလေးအဲ့တေးသေးလေးကိုကျမတို့ပြုစုရတာပဲဟုတ်တယ်မလားမွေးလာတယ်ဒီနေ့မွေးတယ်အချိန်ပိုင်းပဲရှိတယ်ကျမတို့တခါတည်းထမင်းခဲတွေခူးပြီးတော့မှရော့ကြက်သားချလွန်းလို့ကြက်သားတုံးစားကျွေးလားမကျွေးဘူးလေနော်ကျွေးနိုးချိုပဲတိုက်တယ်6လလောက်ရောက်တော့မှထမင်းခြေပြီးတော့မှကျွေးတယ်ဘာလို့လဲကလေးကိုကျမတို့သူ့ရဲ့အသက်အရွယ်လိုက်နဲ့သူကျွေးမွေးတယ်ပြုစုတယ်အချိန်တန်သူ2နှစ်လောက်ရောက်တဲ့အထိကျမတို့3နှစ်လောက်ရောက်တဲ့အထိကျမတို့ထမင်းခြေပြီးကျွေးလားဝါပြီးကျွေးတော့လားကျွေးသေးလားမကျွေးတော့ဘူးလေသူ့အသက်အရွယ်အတိုင်းကြီးရင်ချင်းထဲမှာကျမတို့ကလေးတွေကိုလွတ်ပေးတယ်ထိန်းချောင်းပေးတယ်အဲ့လိုပဲကျမတို့ပြောင်းလဲလာတဲ့ယုံကြည်သူတွေဟာဗမာနေရမလဲဆိုအသင်းတော်ထဲမှာပြုစုခြင်းခံရမှာဖြစ်တယ်ပြုစုခြင်းခံရမယ်လို့ပြောတာနော်ကျမတို့ကိုလာအမှုတော်ဆောင်တွေအရှိမရှိတဲ့ယုံကြည်သူတွေဒီလိုမျိုးလာမှလာပြုစုမှလာမှဒါလို့ဒီလိုလို့အဲ့လိုပြောခိုင်းတာမဟုတ်ဘူးလာပြီးအပြုစုခံဖို့လိုတာဘာဖြစ်လို့လဲ
သင်ကလေးပဲဝိညာဉ်ရေးရထဲမှာကလေးဖြစ်တယ်အဲ့ဒီခါမှာသင်စားလွယ်တဲ့အရာကိုအသင်းတော်ကနေသင်ကိုပြုစုတယ်သင်ဟာအသင်းတော်ရဲ့ခေါင်းဆောင်တွေရဲ့ပြောတဲ့အရာလုပ်တဲ့အရာတွေကိုသင်နာခံခြင်းဝန်ခံခြင်းနဲ့ life ရှောက်လုံးဆောင်တဲ့အခါမှာတဖြည်းဖြည်းနဲ့သင်ဟာကြီးရင်လာတဲ့အရွယ်ကိုရောက်လာမှာသင်တဖြည်းဖြည်းနဲ့ကိုတိုင်းနှုတ်ကပတ်တော်ဖတ်ရှုခြင်းအချိန်တွေရောက်လာမယ်အရင်ကတော့သူများပြောတာပဲနားထောင်တယ်တဖြည်းဖြည်းနဲ့ကိုတိုင်းစာငန်းလာတဲ့အခါမှာကိုတိုင်းနှုတ်ကပတ်တော်တွေဖတ်လာမယ်တဖြည်းဖြည်းနဲ့ကိုတိုင်းဒီဖျားเจ้าထမ်းမှာပဲတချင်းဆိုတာမဟုတ်တော့ဘူးကိုတိုင်းအိမ်မှာလည်းအရန်ဆိုခြင်းလာမယ်အဲ့ဒီအခါမှာဘာလုပ်မလဲတချင်းစာသားတွေဓာတ်ပုံရိုက်မယ်ကျမတို့ခေတ်တော့ကူးတယ်နော်လက်ရင်းနဲ့ကူးတယ်အခုခေတ်ကတော့အရန်လွယ်ဓာတ်ပုံနဲ့ချက်ရိုက်လိုက်ရုံပဲဒါမှမဟုတ်အင်တာနက်ထဲကနေ YouTube တွေထဲကနေတချင်းတွေနားထောင်လိုက်ရုံပဲဘာလောက်တာလဲအိမ်မှာပြင်ပြီးတော့မှစိုးခြင်းတယ်အဲ့လိုမျိုးနဲ့ကျမတို့ဟာတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ဝိညာဉ်အစာကိုစားသုံးရင်အသင်းတော်ထဲမှာသွားလာရင်နဲ့ဒီအသင်းတော်ထဲမှာဝိညာဉ်တော်ရဲ့လှုပ်ရှားမှုထဲမှာသင်ဟာမသိပင်မဲ့အဲ့ဒီထဲမှာစီးမျောနေတာဖြစ်တယ်ကျမကိုဆရာဝင်းစောကမေးတယ်တရက်တန်ရှင်သောဝိညာဉ်တော်ဘယ်အချိန်မှာရတယ်လဲတဲ့အခြားသောဘာသာစကားကိုဘယ်အချိန်မှာရတယ်လဲကျမတို့ဝိညာဉ်တော်ရရှိခြင်းရဲ့အဓိကတတ်သိမြင်ရသောတတ်သိပေါ့နော်အဲ့လိုအလွယ်ပြောရမယ်ဆိုအခြားသောဘာသာစကားပြောတဲ့အရာဟာကျမတို့ဝိညာဉ်တော်ရဲ့နှိမ့်ခြင်းဝိညာဉ်တော်ရဲ့ကျမတို့အထဲမှာနေခြင်းရဲ့မြင်ရတဲ့တတ်သိတစ်ခုဖြစ်တယ်လीနော်ဆိုတော့အဲ့နဲ့ဆရာကကျမကိုမေးတယ်အဲ့အခြားသောဘာသာစကားကိုဘယ်အချိန်မှရတယ်လဲဆိုတော့ကျမလည်းစဉ်းစားတယ်ကျမဘယ်အချိန်မှအခြားသောဘာသာစကားရတယ်လဲတန်ရှင်သောဝိညာဉ်တော်ကျမဘယ်အချိန်မှလက်ခံတယ်လဲကျမဘယ်အချိန်မှဒီစကားကကျမဘယ်အချိန်မှရတယ်လဲလို့ကျမစဉ်းစားတဲ့အခါမှာမသိဘူးလို့ကျမသူ့ကိုပြောတယ်အဲ့ဒါဆရာကပြောတယ်သူခဏတတ်သိခံတယ်နော်သူ camp တစ်ခုမှာသွားရင်းနဲ့ဒီဝိညာဉ်တော်ရဲ့တိုးထိခြင်းကိုခံစားရတယ်ဝိညာဉ်နဲ့ချင်းရခဲ့တယ်သူအဲ့ဒီသင်တန်းမှာအခြားသောဘာသာစကားရခဲ့တယ်ဆိုပြီးတော့မှဆရာကအဲ့လိုပြောတယ်အဲ့ဒါကျမစဉ်းစားရင်းနဲ့ချက်ချင်းကျမထဲမှာသဘောပေါက်တယ်ပပကလို့ပပကြီးလာတဲ့နယ်ပယ်မှမတူတာကျမကအသင်းတော်ထဲမှာကြီးလာတဲ့ကလေးတရားလို့အမြဲတမ်း Sunday School တက်တယ်အသင်းတော်ရဲ့သင်တန်းတိုင်းမှာကျမထိုင်တယ်သင်တန်းထိုင်တယ်ဆိုတာပျော်တဲ့အခါလည်းရှိရမပျော်တဲ့အခါလည်းရှိရစိတ်ပါတဲ့အခါလည်းရှိရစိတ်မပါတဲ့အခါလည်းရှိရသင်တာကိုမှတ်မိတဲ့အချိန်လည်းရှိရဟောတာမှတ်မိတဲ့အချိန်လည်းရှိရမမှတ်မိတဲ့အချိန်လည်းရှိတယ် feeling ကောင်းပြီးတော့မှရောက်တဲ့အချိန်လည်းရှိတယ်မကောင်းမဲနဲ့လာထိုင်တဲ့အချိန်လည်းရှိတယ်ဒါပေမဲ့အသင်းတော်ကိုတွားရမယ်ဆိုတဲ့ဒီထဲမှာကျမအထဲမှာရှိတဲ့အရာတစ်ခုကအမြဲတမ်းကျမတွားတယ်ကျမအမေကလည်းမရဘူးလေနော်ကျမတို့ငငယ်တော့ Sunday လည်းဖះเจ้าတော့ပုံမှန်တွားရမယ်ကျမတို့ကျောင်းပိန်သူနဲ့ဆူတောင်းလိုက်ရတယ်ပုံမှန်တွားနေရတာဆိုတော့အချင်းတစ်ခုလိုဖြစ်တဲ့အခါမှာကျမဖះเจ้าကိုမတွားရရင်ကိုမနေနိုင်တာဖျားနေလေတွားတယ်ဘုံလဲလို့မထနိုင်တော့မှပေါ့နော်မတွားတာနည်းနည်းပါဆိုလဲကျမတွားတယ်တဲ့အခါကျတော့အသင်းတော်ထဲမှာနေရင်အသင်းတော်ရဲ့လှုပ်ရှားမှုထဲမှာပါဝင်ရင်နဲ့ကျမအထဲမှာဒီကဲတင်ချင်းဆိုတဲ့အရာကိုလဲစိတ်ချမှုဒီထဲမှာရှိတယ်အခုနပြောသလိုပြောင်းလဲတဲ့ချိန်ချင်းတစ်ခုတော့မသိပင်မဲ့ဒီထဲမှာစိတ်ချတယ်ဘယ်သိရင်ဘယ်သွားမလဲနောင်ဘဝမှာဘာလဲအခုဘဝမှာဘာလဲဆိုတော့ကျွန်မကောင်းသဘောပေါက်တယ်ဒီထဲမှာပြီးရင်နောက်တစ်ခုအခုနဆရာမေးတဲ့အခြားသောဘာသာစကားကိုလည်းဘယ်ချိန်ရလဲဆိုတော့ကျွန်မမသိဘူးဒါပေမဲ့အသင်းတော်ထဲမှာနေရင်နဲ့ဒီဝိညာဉ်ဒီ line လုံးထဲမှာကျွန်မကပါပြီးသားဖြစ်တာဒီဝိညာဉ်ကစီးမျောခြင်းထဲမှာကျွန်မဟာပါပြီးသားဖြစ်တာအဲ့နဲ့ကျွန်မဆရာကိုပြောတယ်ပပဟာလို့ခလေးတွေသူဟာနဲ့သူဥပမာကျွန်မသား join ကြီးလာတဲ့အခါမှာသူစကားပြောရမယ့်အရွယ်ရောက်လာသူတို့ပြောတယ်လေနော်17လတနေ့ဆိုအားလုံးကပပမမအဲ့ဒါပြောပြီလေဟုတ်တယ်မလားတဖြည်းဖြည်းနဲ့သူတို့ပြောလာရင်လည်းစကားလုံးနှလုံးသုံးလုံးလေးလုံးအတွဲလိုက်အဲ့လိုတွေပြောတာပဲအဲ့ခလေးကဘယ်သတိထားမိမလားခလေးကသတိထားမိလားဘယ်သိမလဲသူဟာနဲ့သူဘာတွေစားပြီးကြီးလာမှလဲသူသိမှာမဟုတ်ဘူးသူဘာတွေပြောပြီးကြီးလာမှလဲသူသိမှာမဟုတ်ဘူးဒါပေမဲ့ဘသူကပဲသိလဲဆိုတော့မိဘတွေကပဲသိတာတွေနော်သူ့ကိုဘယ်အချိန်ကျွေးရမလဲ
ဘယ်ချိန်မှသူ့ကိုစေးတိုက်ရမလဲဘယ်ချိန်မှသူအေးရမလဲသူဘယ်ချိန်မှစကားစပြောတယ်လဲဘယ်ချိန်မှသူလမ်းလျှောက်တယ်လဲဆိုတာမိဘကပဲသိတာအဲ့လိုပဲခလေးကတော့မသိပဲနဲ့သူ့ဟာနဲ့သူအစဉ်တိုင်းကြီးထွားပြီးတော့မှအခုသူလမ်းလျှောက်ရမယ့်အရွယ်9နှစ်6နှစ်အရွယ်တခါတလေခြီရတယ်အခုမှစီအရွယ်17နှစ်ကျော်ကြီးကျမတို့ခြီနေရသေးလားလမ်းသွားရင်လေလာသမီးရဲ့အပြင်သွားမယ်ဖះเจ้าသွားမယ်လာမစီကျမခြီလို့မရဘူးဘုရားသွားမှာ तू ကပဲကျမကိုခြီရတော့မှာနော်အဲ့လိုပဲကျမတို့အသင်းတော်ထဲမှာလဲယုံကြည်သူတွေပြောင်းလဲလာခြင်းဟာလဲအဲ့လိုပဲတဖြည်းဖြည်းနဲ့ဝิญဉ်ရေးရထဲမှာခလေးသူငယ်ဘဝကနေပြီးတော့မှတသေးလေးဘဝနော်ရင်ခွင်ပိုက်ကနေပြီးတော့မှလေးဘက်ထောက်ကနေမတ်တက်ကနေအဲ့လိုပဲတဖြည်းဖြည်းနဲ့အသင်းတော်ထဲမှာနေရင်လှုပ်ရှားမှုထဲမှာကြီးပြင်းလာမှာဖြစ်တယ်ဒါပေမဲ့အခုနပြောနော်ဝิญဉ်တော်အဲ့ဒီထဲမှာလေတုထဲမှာကျမတို့ကိုခေါ်ဆောင်သွားတယ်ကျမတို့ကိုအဲ့ဒီထဲမှာတွန်းတင်သွားတယ်ဒီနောက်ကပတ်တော်ထဲမှာပါတဲ့အတိုင်းပဲတမန်တရားနဲ့ပြည့်စုံသောထိုဝိညာဉ်တော်သည်ရောက်လာသောအခါတမန်တရားဆိုတာလေခရစ်တော်ပဲဖြစ်တယ်ခရစ်တော်နဲ့ပြည့်စုံတဲ့ဒီဝိညာဉ်တော်ကရောက်လာတဲ့အခါလို့ပြောခါမှာ तू ဘယ်မှာရောက်လာမလဲအရက်ဝိုင်းမှာရောက်လာမလားဘယ်ရောက်မလဲဟုတ်တယ်နော်ဖဲဝိုင်းမှာရောက်နိုင်မလားသူနေရာမဟုတ်ဘူးလေနှလုံးထိုးတဲ့နေရာမှာအတင်းချတဲ့နေရာမှာကျွန်မတည်းပြောပြီးနော်ကျမတို့ဒီဝိညာဉ်တော်ရောက်လာတယ်လို့ပြောခါမှာဝိညာဉ်တော်ရောက်လာနိုင်တဲ့နယ်ပယ်မှာကျမတို့ရှိဖို့လိုတာဖြစ်တယ်အာမင်သင်အဲ့ဒီမှာရှိတဲ့အခါမှာသင်ကိုဒီဝိညာဉ်တော်ဟာတိုးထိမယ်တွန်းတင်မယ်လမ်းပြမှာဖြစ်တယ်ဒီဝိညာဉ်တော်ကိုကျမတို့တိုးထိခြင်းကိုခံစားခြင်းဒီဝိညာဉ်တော်ရဲ့လမ်းပြခြင်းကိုခံစားခြင်းနဲ့ဆိုရင်ဒီဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းကိုကျမတို့ခံစားခြင်းနဲ့ဆိုရင်ကျမတို့နယ်ပယ်ရွေးရမှာဖြစ်တယ်လို့ခရစ်ယာန်ဖြစ်ပင်မဲ့ဖခင်ကျမတို့ဒီမှာလည်းရှိရနော်ယဉ်နေချင်းခံတယ်အသင်းသားဆက်ကတ်တယ်ဒါပေမဲ့တချို့ကတော့တစ္ဆာရှိနဲ့ဒီကနေ့ထိထိုင်တယ်တချို့ကမလာအောင်တလားတစ်ခါပွဲတော့လာယူရင်ပြီးရောအဲ့ဒါကြောင့်တော့ကျမကြည့်တချို့ကကြောင့်တော့လည်းရှိတယ်ခရစ်စမတ်နီးပြီဆိုတော့ခရစ်စမတ်မှာလာတဲ့ခရစ်ယာန်ရှိပြန်ရောအဲ့ဒါဆိုရင်ဝိညာဉ်တော်ကသူ့ကိုဘလို့တိုးထိမလဲသူနေတဲ့နေရာမှာရောသူတကယ်မျက်မှောက်တော်ရှာမှာလားတမန်တရားကိုနှုတ်ကပတ်တော်ဖတ်ရင်းနဲ့သူကိုယ်တိုင်အခုနလိုပဲYouTube တွေဖွင့်ပြီးတော့မှworship တွေနားထောင်ပြီးတော့မှကိုယ်တိုင်ဖះကိုကိုးကွယ်နေရင်တော့တမျိုးပေါ့အဲ့ဒါကလည်းကြီးရင်းတဲ့သူတွေကပဲလှုပ်တာအခုခလေးတွေကိုဖုန်းပေးကြည့်အခုထွန်မင်းခိုင်ကိုဖုန်းပေးကြည့်အော်စကာကိုဖုန်းပေးကြည့်သူတို့တရားဟောချက်နားထောင်မလားဂိမ်းကစားမလားဘာလုံးနဲ့ထင်လားဂိမ်းကစားမှာပေါ့အဲ့ဒါကပြောစရာတော့မလိုအားလုံးသိတယ်ဘာဖြစ်လို့လဲခလေးဖြစ်နေတာ तू တရားဟောချက်နားထောင်ဖို့သိလည်းမသိဘူးစိတ်လည်းမဝင်စား तू ဂိမ်းမဲဆော့မှာအဲ့လိုပဲကျမတို့ယုံကြည်သူပြောင်းလဲလာခါစားတွေလဲရှိတဲ့နေရာမှာကိုကကိုအစာရှာဒီဝิญဉ်ရေးရအတွက်အစာရှာစားဖို့ဆိုတာမသိသေးဘူးလေမသိသေးဘူးခလေးပဲလေဝิญဉ်ရေးရမှာခလေးပဲရှိတယ်ဆိုတော့အခါမှာကျမတို့ဒီအသင်းတော်ထဲမှာလာဖို့လိုတာဖြစ်တယ်လို့အသင်းတော်ရဲ့ခေါင်းဆောင်တွေရဲ့ဥဆောင်မှုထဲမှာလိုက်ပါဖို့အတွက်လိုက်လှုပ်ဆောင်ဖို့အတွက်နာခံဖို့အတွက်ဝန်ခံဖို့အတွက်လိုတာဖြစ်တယ်လို့အတူတူသင်တန်းသွားရအောင်လို့ပြောတဲ့အခါမှာအတူတူလိုက်ပါခြင်းနော်ပြီးတဲ့အခါကျတော့အတူတူဒီမှာဆူတောင်းရအောင်လို့ပြောတဲ့အခါမှာအတူတူလာရောက်ပြီးတော့မှပူးပေါင်းပါဝင်ခြင်းအတူတူတို့တွေတနေရာမှာသွားပြီးတော့မှနော်မိတ္တဟာယဖွဲ့ရအောင်ဆိုအတူတူလိုက်သွားခြင်းတွေဟာမသိပေမဲ့ဒီစီးမျောခြင်းတစ်ခုထဲမှာပါဝင်လှုပ်ဆောင်နေတာဖြစ်တယ်လို့အဲ့လိုသွားရင်နဲ့သင်ဟာတဖြည်းဖြည်းနဲ့ကြီးလာမှန်းမသိကြီးလာတာဖြစ်တယ်ကျမကိုဆရာမေးတဲ့အခါမှာအဲ့ဒီတော့မှကျမစဉ်းစားမိရပါတော့။အော်ကျမဟာအသင်းတော် Sunday School ဘဝကလေးကနေဒီကျမတဒန်းလောက်မှာဖះเจ้าစားရောက်တာဆိုတော့နော်။အဲ့ဒီကနေကျမတဖြည်းဖြည်းနဲ့ကြီးပြင်းလာတယ်လူငယ်ဘဝရောက်လာတယ်လူလက်ပိုင်းရောက်လာတယ်ပြီးတဲ့အခါမှာဒီ
ဒီဝိညာဉ်တော်ကိုရတဲ့အခါမှာရမ်းကောင်းတာဘာဖြစ်လဲဆိုတော့သူဟာအကျွင်းမဲ့တုံတင်ပြသားတယ်လို့ပြောတဲ့အတွက်ကြောင့်ကျမတို့ဘသူတွေကိုပေါင်းသင်းရမလဲဘသူတွေကိုတငယ်ချင်းမလှုပ်သင့်တယ်လဲဆိုတာလည်းပြတယ်မနေ့ကဆရာခွာပြီးပြောရင်နော်သူရဲ့တသက်ခံချက်ထဲမှာကျမတို့ကြားရတာသူပထမတော့ကတော့ဒီတငယ်ချင်းတွေနဲ့ပေါင်းတယ်ဒါပေမဲ့သူတကယ်ဒီထဲမှာဝိညာဉ်တော်ရဲ့တိုးထီခြင်းရပြီးတဲ့အခါကြောင့်တော့ဒီတငယ်ချင်းတွေနဲ့သူဆက်သွားဖို့မဟုတ်ဘူးဆိုတာသူသဘောပေါက်တယ်တဲ့အဲ့ဒါဘသူကပဲလှုပ်ပေးလဲဆိုဝိညာဉ်တော်ကပဲလှုပ်ပေးတာကျမတို့တကယ်တန်ရှင်းသောဝိညာဉ်တော်ထဲမှာကျမတို့ရောက်လာတယ်တိုးထီခြင်းကိုခံရတယ်ဒီမျက်မှောက်တော်ထဲမှာကျမတို့နေတယ်ဆိုရင်ကျမတို့ပေါင်းနေတဲ့အပေါင်းအသင်းကပေါင်းသင်းတဲ့တငယ်ချင်းလားမပေါင်းသင်းတဲ့တငယ်ချင်းလားကျမတို့ဒီထဲမှာရှင်းရှင်းလေးသိတယ်ပြောပြလို့မရဘူးအဲ့ဒါဟိုကိုယ်တိုင်သိတာအထဲထဲမှာသိနေတာပြီးရဲ့အခါကျတော့အပေါင်းအသင်းမဲလားဆိုတော့မဟုတ်ဘူးအခွင့်အရေးတွေတချို့လာတယ်ကျမတို့ဆိုရင်ကျမတို့30လမ်းမှာနေခဲ့တယ်လေနော်ဖះเจ้าနဲ့တဘလောက်แท้ပဲ30လမ်းဆိုတာတကယ်ကိုမြို့လေကောင်တက်တဲ့စုလေနာဒါပေမဲ့ကျမတို့အမေရောအဖေရောကနောက်အိမ်ထောင်တွေဖြူသွားခါမှာကျမတို့ညီအမကြီးပဲကြံခဲ့တယ်ညီမ3ယောက်အငယ်3ယောက်ပဲဆင်မကလေးရဲ့အထက်ကတော့သူအိမ်ထောင်ဖြူသွားပြီဆိုတော့ကျမတို့နဲ့မရှိဘူး3ယောက်ပဲကြံတယ်ကျမတို့ကိုအုပ်ချုပ်တဲ့လူကြီးဆိုတာကမရှိဘူးလေဆင်မကလေးရအဲ့ဒါ6တန်းတောင်မရောက်သေးဘူး7တန်းကြော်ပဲရှိသေးတယ်ဆိုတဲ့အခါမှာကျမတို့လူငယ်အရွယ်ပဲပေါ့နော်အဲ့ဒါလူငယ်ကျမညီမဆိုခလေးအရွယ်ပဲရှိသေးတယ်ဒါပေမဲ့ကျမဒီမှာနေရင်ဆရာနဲ့စကားပြောရင်းနဲ့ဘာဖြစ်လဲဆိုတော့ကျမဘဝကိုကျမနောက်လဲကြည့်တဲ့အခါမှာအော်ဖခင်ကျေးဇူးတော်ဆိုတာဒါပဲဝိညာဉ်တော်ရဲ့လမ်းပြခြင်းဆိုတာဒါပဲဆိုတော့ကျမလေရှင်းနေအောင်ကျမမြင်ရတာဖြစ်တယ်လို့ကျမတို့ပညာရေးအတွက်ဖခင်စီမှာကျမတို့မေးတယ်ကျမတို့အပေါင်းအသင်းအတွက်ကျမတို့ဖခင်သခင်ကျမတို့ကိုတုံသင်းတယ်။ဘာဖြစ်လို့ဒီဟာကိုပြောလဲဆိုကျမတငယ်ချင်းကျမတငယ်ချင်းပြီးဆင်မကလေးရရဲ့တငယ်ချင်းကျမတို့ဖခင်เจ้าမှာဆန်းနေစုအတူတူတက်တဲ့ညီမတွေပဲသူတို့လည်းညီမတွေကြီးပဲအခုထိလည်းရှိတယ်။ဆိုတော့အခါကျမတို့ကိုတရက်ကိုပိုင်ကားလေးတစ်စီးနဲ့အင်းရှိမှာ chic ဆိုရောက်လာမှဒါကျမတို့လာပြောတွေ့လာတယ်ငါကားကောင်းစီးတယ်ကျမလူစုံတော့သူများအကြောင်းပြောပြတာအဲ့ဒါပြောပြီးတော့မှအဲ့လို့ဆိုနေတို့ရောမစီးချင်ဘူးလားဆိုကားကောင်းမယ်မစီးချင်တဲ့သူရှိမလားစီးချင်တာပေါ့စီးချင်တယ်လို့ငါတို့နဲ့အတူတူတဲ့အလုတ်လာလို့တာဘာပေါ့ပြောပြရင်နင်တို့ဆိုရင်ငါပြောပြလိုက်ငါငါရှိတယ်ဆိုတော့ပြောပေးလိုက်တာနဲ့ရမှာတဲ့ပြီးရင်လည်းအဲ့ဒါငါရဲ့ boyfriend နဲ့အဲ့ဒီမှာလုံရင်းနဲ့အဲ့လိုမျိုးကောင်လေးလေးလဲတွဲလို့ရမှာတထေးတွေယူပဲတဲ့နယ်ပယ်ကအဲ့လိုတထေးနယ်ပယ်ထဲမှာဖြစ်တယ်ဆိုအမှရနိုင်တယ်တဲ့ဆိုမှပြောခံကျမလည်းစိတ်ဝင်စားတာပေါ့ပတ်စံမလိုချင်တဲ့သူမှမရှိတာကို့မှာမိဘလည်းမရှိဘူးပြီးတဲ့အခါမှာပညာရေးရလည်းတွားရအောင်မယ်နေ့ရက်တိုင်းမှာစားဖို့တောက်ဖို့ရှိရအခုဒီမှာနေတဲ့အခါမှာဟင်းစားမရှိရင်လေခွင်းနဲ့စင်ခယူကောက်စားလို့ရတယ်ကစုံရွက်တွေခိုးစားလို့ရတယ်မြို့ထဲမှာတိုက်ပေါ်ကနေအောက်စင်ပလတ်စတစ်ပဲရှိရစားလို့မှမရတာအဲ့ဒီပလတ်စတစ်ကလည်းကိုကောက်ချင်အောင်ကောက်လို့မရဘူးသူတို့ပလုံသမားတွေသူ့ရဲ့နယ်ပယ်ရှိတယ်အဲ့တော့ကောက်လို့မရဘူးဘူးခွန်တွေရောင်းစားလို့ကိုသွားယူလို့လည်းမရဘူးဆိုတဲ့အခါကျတော့ဟိုမှာကမြို့ထဲမှာပတ်စံမရှိလို့မရဘူးလေဆိုတော့အရန်လိုချင်တာပေါ့ဒီလိုအခွင့်အရေးတွေရတာပဲရဖို့အတွက်လမ်းကြောင်းတွေလာတာပဲအဲ့ခါမှာအရန်လုံးတစ်ဖက်မှာလှုပ်ချင်တယ်တစ်ဖက်မှာကျတော့ဒါမဟုတ်ဘူးဆိုအထဲထဲကနေသိတာဒါပေမဲ့ကျမတို့အကယ်၍များသွားခဲ့ရင်လဲလှုပ်ခဲ့ရင်လဲကျမတို့စုမဲမိဘလည်းမရှိဘူးအမျိုးတွေဆိုတော့ကျမတို့အနာမှာနေတာမဟုတ်အမေအမျိုးတွေအားလုံးကဟိုးအများကလာမှာနေတာကျမတို့ဘယ်တော့မြင်အောင်မြင်မှာမဟုတ်လေအဝေးကြီးမှာလေဆိုတော့ခါမှာဒါပေမဲ့ကျမတို့မလှုပ်ခဲ့ဘူးအဲ့ဒီအလုပ်ကမကောင်းမှုထင်တယ်လို့ဒီထဲမှာသိတယ်ငွေမရဘူးလားရတာဗောအဲ့ဒီခေတ်ကစံတပြီမှာ150စံချောဒါပေမဲ့အလုပ်သွားလုပ်မယ်ဆိုရင်တရက်ကို9000 9000ရနိုင်တယ်ဘောနပ်
အကယ်၍များဘောက်စုတွေပါရန်ဒီထက်တောင်ရနိုင်တယ်လိုချင်တာပေါ့ဒါပေမဲ့အဲ့ဒီငွေကြေးထက်ဖះကိုကျမတို့ကြောက်တယ်အဲ့ဒါဘာဖြစ်လို့လဲလို့ဘာဖြစ်လို့မသွားသလဲဘာဖြစ်လို့အဲ့ဒါတွေမလုပ်ခဲ့သလဲဘာဖြစ်လို့မိဘတွေမရှိပြင်မဲ့ကျမတို့မတောက်စားခဲ့သလဲကျမတငယ်ချင်းကျမနဲ့ចောင်းနေဖက်တငယ်ချင်းနေဆိုရင်ចောင်းနေတယ်ဆိုတာတခန်းထဲမှာလေနော်ဒါတော့ရွေးလို့မရဘူးတခန်းထဲဆိုတော့တငယ်ချင်းနေဆိုဒေးကလတ်လည်းတတ်တယ်နိုင်ကလတ်လည်းတတ်တယ်အဖွဲလိုက်သူတို့ဆိုသူတို့မိဘတွေပါတတ်တာတအိမ်လုံးသွားတာကျမကိုပြောရင်နေလူပဲလာခဲ့ဘာမှမလို့လူပဲလာခဲ့အဝေးစားလေးနှင်းကိုငါတို့စင်ပေးမယ်ဝင်ကြီးလည်းငါတို့ပဲပေးမယ်တချင်းတွေနဲ့အရန်မြူးတူးတယ်လေနော်တခါမှလည်းဟိုကိုလည်းမရောက်ဘူးသူတို့ပြောတာနားထောင်သွားကြည့်ချင်တယ်ဒါပေမဲ့မသွားရဲဘူးဒီထဲမှာမဟုတ်ဘူးဆိုတာကိုဒီအထဲမှာသိနေတာဘာဖြစ်လို့ကျမအဲ့လောက်အသေးစိတ်ပြောပြလဲဆိုတော့ဒီထဲမှာရှိတဲ့လူငယ်တွေကိုကျမအဓိကပြောချင်တယ်သင်တို့လုံးနေတဲ့အရာသင်တို့စားနေတဲ့အရာသင်တို့သွားနေတဲ့အရာသင်တို့ကြည်နေတဲ့အရာသည်သင်တို့အထဲမှာငြိမ်သက်ခြင်းရှိသလားတစ်တော်တွေထဲမှာကျမတို့အခုဟိုတလောတော့ကပြီးခဲ့တဲ့ဒီလာဇန်ပိုင်းကဆရာဝန်ဆိုကျမကိုပြတယ်ကြည်တယ်စိတ်မကောင်းရမ်းဖြစ်တယ်ဟိုတစ်တော်လို့ပြောတဲ့အခါမှာသူများတစ်တော်ကိုပြောတာမဟုတ်ဘူးကိုအသင်းသားတွေထဲကတစ်တော်ကိုပြန်တွေးတဲ့အခါမှာပြောတာကျမတို့လုံးနေတဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကိုကျမတို့သိဖို့လိုတယ်ပျော်သလားကျမတို့လှုပ်တဲ့အရာမှာဖျားပုံးထင်ရှားလားဖျားရဲ့သက်သေတစ်ခုခုရှိသလားလို့ကိုဟာကိုပြန်စဉ်းစားရအောင်လို့ဒီထဲမှာရှင်းလင်းခြင်းသဘောတစ်ခုရှိသလားအထဲမှာအဲ့လိုလေကစားပြီးအဲ့လိုတွေတင်ပြီးတဲ့အခါမှာအော်တပါစိတ်ကြည်သလားကျမမေးချင်တာမကြည်ဘူးဆိုရင်မလုပ်ပါနဲ့ဒါဝိညာဉ်တော်ဟာသင်တို့အထဲမှာစကားပြောတာဖြစ်တယ်သင်တို့ကိုဝိညာဉ်တော်ဟာကျွေးမဲ့တုံသင်နိုင်တဲ့လူဖြစ်တယ်ပုပ်ကိုဖြစ်တယ်အဲ့ဒီအတွက်ကြောင့်သင်တို့အထဲမှာလာပြီးတော့မှဒါကိုလှုပ်သင့်တယ်ဒါကိုမလှုပ်သင့်ဘူးဒီနေရာသွားသင့်တယ်မသွားသင့်ဘူးဒါစားသင့်တယ်မစားသင့်ဘူးဒါတောက်သင့်တယ်မတောက်သင့်ဘူးမှအသေးစိတ်ကိုဝိညာဉ်တော်ဖခင်ကတုံသင်နိုင်တာဖြစ်တယ်ကျမတို့အိမ်ထောင်ဘက်အတွက်လည်းကျမဖခင်သခင်စီမှာဆုတောင်းတယ်အဲ့ဒါမှတ်ရ6တန်းမှာကျမတငယ်ချင်းကစပြောတာသူကယောက်ျားလေးစတိုင်နဲ့ဒါပေမဲ့သူစီကနေကျမအမှတ်မထင်ကြားလိုက်တာငါယူမဲ့အိမ်ထောင်ဘက်ကဘလို့အရေးချင်းနဲ့ရှိရငါဆုတောင်းတယ်လို့ပြောတဲ့ခါမှာကျမနီးယောက်ျားလေးပုံစံလေးကအဲ့လိုမျိုးလေးဟိုဝစ်စင်တာအဲ့လို free style လေးဖြစ်မှာဟုတ်လားကျမတခါမှမစင်စားဘူးတဲ့ဟာ तू ပြောတဲ့ခါအဲ့ဆိုငါလည်းဆုတောင်းရမယ်ဆိုကျမသဘောပေါက်လိုက်တာပေါ့နော်အဲ့နဲ့ camp တစ်ခုမှာအမတော့မတောင်းမိဘူးဒါပေမဲ့အဲ့နွေရသည် camp မှာအမတို့အချမ်းလက်တွေရေးခိုင်းတဲ့အချိန်မှာကျမလည်းအချမ်းလက်တွေရေးပြီးမှကျမဆုတောင်းတာကျမလည်းရုပ်ချောတာကြိတ်တာပေါ့ပတ်စံရှိတာကြိတ်တာပေါ့မဟုတ်ဘူးလားအဲ့လိုပဲလေနော် main ကလေးဆိုရင်ချောလေးကြိတ်တယ်ယောက်ျားလေးဆိုရင်အရေးရှင်းရှိနဲ့ဝင်ငွေကောင်းမဲ့အရာတွေကြိတ်တယ်ကြိတ်တာချင်းကပုံစံတူပဲသို့တော့ကျမအမှချက်ချင်းသိတယ်ဘာသိလဲဆိုရင်အဲ့ဒါတွေအားလုံးထက်ဖယားကိုချစ်တဲ့လူဖြစ်ဖို့လိုတယ်ဆိုတာကျွန်မသိတယ်။ကဲတင်ချင်းရဖို့ပဲမဟုတ်ဘူးနော်။ယုံကြည်သူချင်းဖြစ်ပင်မဲ့အသင်းတော်တစ်ခုတည်းမှာဖြစ်ပင်မဲ့ဖယားကိုမချစ်တဲ့လူကျွန်မမလိုချင်ဘူး။ကျွန်မအဲ့ဒါလူငယ်စကားဝိုင်းမှာကျွန်မတို့ကိုပြောခဲ့တယ်။ကျွန်မအတွက်ဖယားကိုချစ်တဲ့လူဆိုဖယားကကျွန်မကိုဒီဟာထည့်ပေးထားတာဖြစ်တယ်။မဟုတ်လို့ကတော့မတ်စရာမလောက်စရာအမျိုးသားတွေအများကြီးရှိရပဲအပြင်မှာလေအရေးချင်းရှိတယ်ယာဒူးရှိတယ်ရုပ်ရည်ရှိတယ်နောက်ခံမျိုးရှိတယ်ဒါပေမဲ့အဲ့ဒါတွေအားလုံးထက်ကျမအဲ့ဒါတွေအားလုံးကိုကြော်လွန်နိုင်တယ်ဘာဖြစ်လို့လဲစဉ်းအောင်မစဉ်းစားဘူးလာပြောရင်ကျမလေစဉ်းစားရမယ်လို့ကိုသူတို့ခေါင်းထဲကိုမရှိဘူးအဲ့နဲ့ကျမကိုကျမတငယ်ချင်းကပြောတယ်နင် normal ရောဟုတ်ရဲ့လားကျမတငယ်ချင်းကြောက်ကျမကိုပြောတယ်နင် normal ရောဟုတ်ရဲ့လားတဲ့ယောက်ျားလေးစိတ်ဝင်စား main ကလေးချင်းစိတ်ဝင်စားတာလားဟာလို့ဆိုပုံစံမကြည့်ပါအောင်လို့ဆိုကျမအဲ့လိုပြောခဲ့ဘာဖြစ်လို့အဲ့ဒါကိုဒီမှာပြောပြလဲဆိုရင်ကျမတို့
Lumia sine Masia, Amiaji Shibime, Payaya the Matayane, Winnie Noya Lampiachi at times, so Tomorrow she the Mia acquaint ye along or Jusiam home. Masia Takuma Mishu Lakanai Malarom the Uno. Tomorrow look a mine, Payaya and mine, tomorrow bear hago me, like me in Tapo. Juichayama Peter. Bowman mine and me and Danjamaru me bomaho. Winnie no Payam mine a ya. Don't think a yaw, Jamaru me nine polora, Peter. I also think same Mosia Lamlo. She the mia would like be beha, a queen jele, behang a tota pole. Behang up what I'm in pole, behang I ain't town ballet, behang I am witchy, long and to a saint in the lay. Oh, I meet Asuya and Nagata behagas, like Shanis Yago. Saint Benzia Malone. Any ya are long yet appear, winning or payajamaru. They say don't then I appear. Amen. It was out. They a thing or tema, Nibalo. They a thing or ya no shamuri tema. Nay, a thing or tema, winning or shout like a car, mere mouth or shout a kama. Think a tema, love, do teaching Kayama Pidero. Winning or do teaching Yare, winning or tema, Jamaro detema, pure muide a kama. Jamaro a tema, shilling namate jinzo, shilling in the boy yaulama. Detema show 20 a yari. Oh, Belan or Dwayamele Mathide a yari. Oh, Matina nine a sign a carry. Oh, Pione a dolum you, Pinny a yari, can't chow need a yari. Di tema winning no tema, Jaula a car, Yamaudo Jaula a kama, Shinoma Pidelo. Think that tema. Payaga below lens or di tema, Pipagins think the Boba Lalema. No man is saying, think the Yamaudo tema, nay, Payat and Jama Pide. Payaya Primia Chago, Yashima Pide. Payaya at the no good thing Jame. Di tema, di no go about tema, Yeden. A dream at don't think Piana Yomem, hope and a palace. Now la letter no a shadow gole, they know a poor pia lame. Amen. They a nagama, payay a mute below pumele. They at that day a naga bemaho, they meet dazu a naga at a bale, they at the no a naga ha bale, they dining and bomb a payay you a bale, they that tema, the pipine, payay pure chin, now pime a jarigo, then jayama pide, the miyama pide, you buy only me lame, a thane jalame, shilling your mohammed, and is a jare a kama. They tell them at the day the Lopshilam. Machiavu, Jamaro going sound a kama. I the day we don't ma. Did I met a lemamway? Nanelemamway the day that Sheila? She a young Gichenlo. Mashibule, the papier did the day that now Son Jamaro demand. Chilo, Pilo, Nalo, Jailo, Nam and Yedem now the Kaila Gonka de Jaidel, you know. So I allowed a chain it, he tomorrow, Niare, kind to a Luyare, a Jati, Piane Ladro. Winning up here is a cat, your chin, Jamaro Jare a kama. A him, a Jamaro, Daga, Kailone, so the day to Cody Tema, she de, the Papian, Dihago, Jolon Pola, Ditema, Cheda, a Bima Mamiadi, Macha, Dihago, Swellan, Payaya, local bait, a murego, let Alme, Hishayat, Laser Chunk and go to him up. Shake Alana, Pibudo, a yadogo, Alme Jalor, Nadi Piata King, Nama, Daba, a chado, Paya, Mashi, Payaya at Ango, Jara and that. Jabi did I remember Hoban, Jamaru Habalams, a Genonga Paya, Puke Bede, that there, Gauchi Ming Larry, Jesu Dorigo, Jale Sins and Alme Bidoma, Hode, Paya Jamado, Dilo Lamb Jackere, any advice
ထပ်ပြီးတော့မှလမ်းပြအောင်မယ်အဲ့တုန်းကထောက်ပံ့ခဲ့တယ်ထပ်ပြီးတော့မှပို၍ထောက်ပံ့အောင်မယ်ကျမတို့ဒီတုန်းကပြဿနာကိုအောင်မြင်ခဲ့တယ်အခုထပ်ပြီးတော့မှကျမတို့အောင်မြင်အောင်မယ်ဆိုတဲ့အရာနဲ့ကျမတို့ဒီထဲကတရေသားကိုဖျားပေးတဲ့စကားဟာတဖြည်းဖြည်းကြီးထွားလာပြီးနောက်ဆုံးမှကျမတို့မြင်တွေ့ရမယ်ကင်တွေ့ရမယ်ဖျားရဲ့တတ်သိဖြစ်ရမှာဖြစ်တယ်လို့အဲ့ဒါဘာလဲဆိုဝိညာဉ်တော်ကနောင်လာလက်တန့်သောအရာတို့ကိုသင်တို့ကိုဖော်ပြလိုက်မယ်ဆိုတဲ့အရာသင်တို့မြင်တွေ့ရမယ်အာမင်အဲ့ဒါပဲမဟုတ်ဘဲနဲ့ဘာပြောဆိုထိုသူသည်ငါဘုံကိုထင်ရှားစေလိမ့်မည်အကြောင်းမူကားငါနှင့်ဆက်ဆိုင်သောအရာကိုယူ၍သင်တို့အားဖော်ပြလိုက်မည်ခမည်းတော်နှင့်ဆက်ဆိုင်သမျှသည်ငါနှင့်ဆက်ဆိုင်ထိုးကြောင့်ငါနှင့်ဆက်ဆိုင်သောအရာကိုယူ၍သင်တို့အားဖော်ပြလိမ့်မည်ဟုငါပြော၏ဒီဝိညာဉ်တော်ဖျားဟာခရစ်တော်ဟာဘသူလဲဘာတတ်နိုင်လဲကျမတို့ကိုကယ်တင်ခြင်းတော့တမလွန်အတွက်ပဲမဟုတ်ဘဲနဲ့ယခုဘဝနောင်ဘဝအတွက်ကယ်တင်ခြင်းထဲမှာဘာပါတယ်လဲသင်ဟာသားဖြစ်ယောဟန်တေစနစ်ထဲမှာပြောရလေထိုသူကိုလက်ခံတဲ့သူကဖယားသားဖြစ်ခွင့်ရတယ်ဖယားသမီးဖြစ်ခွင့်ရဆိုသားသမီးဖြစ်ခွင့်ဟာဘာတွေပါလဲပေါ့နော်ဒီအဖေစီကနေကျမတို့ဘာရနိုင်လဲဆိုတဲ့အရာတွေတစ်ခုချင်းကိုဝိညာဉ်တော်ဖခင်ကကျမတို့ကိုတုံသင်ပေးမှာဖြစ်တယ်မြင်တွေ့စေမှာဖြစ်တယ်သင်ဘဝဒီပုံစံအတိုင်းကိုဖခင်လိုချင်တာမဟုတ်ဘူးဖခင်သခင်သည်တိုးပွားခြင်းကိုနှစ်သက်တော်မူသောဖခင်ဖြစ်တယ်အာမင်ကျမကြည့်ရလေဖခင်ဖန်ဆင်းထားတဲ့အရာတွေကိုကြည့်တဲ့အခါမှာရက်တန်းနေတဲ့အရာတစ်ခုမှမရှိဘူးပန်းဆိုလဲပန်းအလျောက်ပွင့်လန်းတယ်အပင်ဆိုလဲအပင်လျောက်သီးတယ်မကောင်းတဲ့အရာတွေကျွေသွားပြီးရင်ပြန်ပြီးအသစ်သောအရာတွေထွက်တယ်ဒီတပင်နဲ့မဟုတ်ဘူးသူ့ရဲ့မျိုးစေ့ဟာတနေရာကိုကျသွားရင်ထပ်ပြီးတော့မှထွက်လာတယ်များစွာသောအရာကိုပွားများစေတယ်သင်ဟာဖခင်ထဲမှာရှိတယ်ဆိုရင်ခရစ်တော်ထဲမှာရှိတယ်ဆိုရင်သင်ဒီတိုင်းမဟုတ်ဘူးသင်အားဖြင့်လူတွေဟာတတ်သိမြင်မယ်ဖခင်ရဲ့ဘုန်းတော်ကိုမြင်မယ်ဝိညာဉ်တော်ဟာသင်ကိုလမ်းပြခြင်းထဲမှာသွေးဆောင်တဲ့အခါမှာသင်ရဲ့လှုပ်ဆောင်ချက်တွေဟာမှန်တယ်ဆိုတာကိုမြင်ရမယ်။သင်ရဲ့ရွေးချယ်မှုတွေဟာမှန်တယ်ဆိုတာကိုမြင်ရမယ်။အခွင့်အရေးရှုံးတယ်လို့လူတွေကပြောပေမဲ့သင်ရဲ့ထဲမှာဒါရှင်းတယ်ဒါငါအတွက်ဖျားပေးတဲ့ဟာမဟုတ်ဘူးဆိုတာသင်သိတဲ့အခါမှာဒီအခွင့်အရေးကိုလက်လွတ်ပေမဲ့သင်အတွက်တာ၍ကောင်းသောအရာကိုဖခင်ကလမ်းပြင်ဆင်ထားတာကိုသင်တွေ့ရမှာဖြစ်တယ်။လူအမြင်နဲ့မတူတဲ့ဖခင်ရဲ့ကောင်းကြီးကျမတို့ထဲမှာရှိတယ်။အာမင်။ပြီးတဲ့အခါမှာဒီထဲမှာပဲဒီလောက်ပဲမဟုတ်ဘဲနဲ့ဆက်ပြီးတော့မှဝိညာဉ်တော်ဟာကျမတို့ကိုတည်ဆောင်မယ်။တဆင့်မီတဆင့်တလန်းမီတလန်းနဲ့ကျမတို့ဟာဖခင်ခရစ်တော်ရဲ့တဒံနဲ့ညီတော်အသက်တာကျမတို့အထဲမှာမြင်တွေ့ရမှာဖြစ်တယ်လို့။သင်အထဲမှာဘာမှမရှိပင်မဲ့ဖခင်ရဲ့အတန်ရောက်လာတဲ့အခါမှာသင်လုံနိုင်တဲ့ခြေလန်းနိုင်တဲ့ယုံကြည်ခြင်းဒီထဲမှာပေါ်ပေါက်စေရဖြစ်တယ်အဲ့ဒီအခါမှာသင်တကယ်လက်တွေ့ခြေလန်းလာမယ်ဘာဖြစ်လို့လဲဒီထဲမှာသင်အထဲမှာရှိတဲ့ဒီဝိညာဉ်တော်ဟာသင်ကိုပို့ဆောင်ပေးနေရဖြစ်တယ်ယုံနိုင်ဖို့ရန်ပို့ဆောင်တယ်ယုံကြည်ခြင်းကိုအစားဖြစ်ပေါ်စေတယ်အဲ့လိုအစားဖြစ်ဖို့အတွက်လည်းဒီအတန်ကိုလည်းဒီဖခင်သခင်ကပဲပေးတယ်အရာခတ်သိမ်းရဲ့အရှင်မြင့်ဟာဖခင်သခင်ပဲဖြစ်တယ်ဒီခရစ်တော်ဖခင်ပဲဖြစ်တယ်ဒီခရစ်တော်ထဲမှာကျမတို့ဟာနေရင်နော်နေရင်ဒီခရစ်တော်ကိုပဲလက်ခံတာကယ်တင်ခြင်းရရင်ပြီးပြီးဝိညာဉ်တော်မလိုဘူးလို့တချို့ကပြောတယ်လွဲမှားနေတယ်လို့ပြောပေမဲ့ကျမတို့ဟာဒီခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်သုံးပါးတဆူသောဖခင်ကိုကျမတို့လက်ခံရရှိဖို့အတွက်ဖြစ်တယ်အခုနလိုပဲဟို1000တန်တန်ဖိုးချင်းတူတယ်အရွယ်ချင်းတော့ဒီဇိုင်းမတူဘူးဒါပေမဲ့လှုပ်ဆောင်နိုင်စွမ်းတက်ဆွမ်းနိုင်စွမ်းအတူပဲအဲ့လိုပဲခမည်းတော်သားတော်ယေရှုခရစ်တော်ဖခင်ခမည်းတော်ဖခင်ဝိညာဉ်တော်ဖခင်သည်လည်းတလုံးတဝတဲ့တဘောတဲ့ယေရှုကိုတော့ယုံတယ်ဝိညာဉ်တော်ကိုမယုံဘူးဆိုရင်သင်တစ်ခုခုလွဲနေပြီယေရှုခရစ်တော်ကိုလည်းသင်ယုံမယ်ဝိညာဉ်တော်ဖခင်ကိုလည်းသင်ယုံမယ်ယေရှုခရစ်တော်ဖခင်ကိုလည်းသင်ယုံကြည်လက်ခံတယ်လို့ဝိညာဉ်တော်ဖခင်ရဲ့တိုးထီခြင်းကိုလည်းသင်လက်ခံဖို့အတွက်လိုတယ်သင်အသက်တာထဲမှာကယ်တင်ခြင်းရပြီးတော့မှဒီတိုင်းပဲ
မအောင်မြင်ဘူးမတိုးတက်ဖို့ဆိုတာဘာကြောင့်လဲဆိုတော့ရတော့ရတယ်အခုနကအော်စကာလိုဥပမာပေးသူရတော့ရတယ်ဘာမှမသိတဲ့အတွက်ကြောင့်မအောင်မြင်တာအဲ့ဒါကိုသိဖို့ကိုဖွင့်ပြပေးမှာဝိညာဉ်တော်ဖရားဖြစ်တယ်ဝိညာဉ်တော်ဖရားကိုသင်လက်ခံလိုက်တာနဲ့တပြိုင်နက်အဲ့ဒီယေရှုရဲ့ကယ်တင်ခြင်းရဲ့တန်ဖိုးအနှစ်သာရနှဆိုင်ခြင်းကိုသင်တာ၍မြင်တွေ့ရမှာဖြစ်တယ်လို့သင်အဲ့ဒါကိုမြင်တာနဲ့တပြိုင်နက်ဘာဖြစ်မလဲဆိုဖရားရဲ့ဘုန်းတော်ကိုသယ်ဆောင်သောအသက်တာတတ်သိဖြစ်တဲ့အသက်တာသင်ဖြစ်မှာဖြစ်တယ်အာမင်သင်ရဲ့အသက်တာနေ့ရက်တိုင်းဟာကျေနပ်ခြင်းဝမ်းမြောက်ခြင်းကောင်းကြီးမင်္ဂလာထဲမှာတွားရမှာဖြစ်တယ်လို့သင်ရဲ့အိမ်ထောင်ထဲမှာသင်ရဲ့လုပ်ငန်းထဲမှာဝိညာဉ်တော်ဖရားရဲ့အတူရှိခြင်းလမ်းပြခြင်းအသက်တာလိုအပ်တာဖြစ်တယ်လို့အဲ့ဒီအတွက်ကြောင့်ဒီနေ့ဒီမှာလာကြတဲ့ယုံကြည်သူတွေကျွန်မပြောမေးချင်တယ်ကိုယ့်ဟာကိုပြန်ပြီးတော့မှစမ်းစစ်ရအောင်လို့ကျွန်မတို့တကယ်မျက်မှောက်တော်ထဲမှာရောက်ဖူးသလားပြီးရခါဝိညာဉ်တော်ရဲ့တိုးထိခြင်းကိုကျွန်မတို့ခံစားဘူးသလားကျွန်မတို့ကိုယ်တိုင်ပြန်စဉ်းစားရအောင်ဘုရားကျောင်းတော့လာတယ်ဒါပေမဲ့နှဆိုင်တဲ့ဒီမျက်မှောက်တော်ထဲမှာမတိုးဝင်ဖူးဘူးပြီးရခါမှာဝိညာဉ်တော်ရဲ့တိုးထိခြင်းကိုမခံဘူးဆိုရင်စံထားရှိပါလို့ဝိညာဉ်တော်ဖရားကိုကျွန်မတို့တိုးထိပါကျွန်မကိုစကားပြောပါကျွန်တော်ကိုတိုးထိပါစကားပြောပါလို့ this ဒီထဲမှာစံထားရှိတယ်ခွင့်ပေးတယ်ဆိုရင်ဝိညာဉ်တော်ဘုရားဟာသင်စီကိုရောက်လာမှာဖြစ်တယ်သင်စီကိုဝိညာဉ်တော်ဘုရားရောက်လာတာနဲ့တပြိုင်နက်ခရစ်တော်အားဖြင့်သင်ဟာဘသူလဲဆိုတဲ့အရာကိုဖွင့်ပြမှာဖြစ်တယ်လို့အဲ့ဒီဖွင့်ပြချက်ရတာနဲ့တပြိုင်နက်သင်အသက်တာနေ့တိုင်းပြောင်းလဲလာလိမ့်မယ်ချက်ချင်းကြီး change မဖြစ်ပင်မဲ့3နှစ်နေတဲ့အခါတနှင်းနေတဲ့အခါသင်မသိပင်မဲ့သင်ဘေးနာလူတွေကဟာပြောင်းလဲသွားပါလားဟာတိုးတက်လာပါလားအရင်နဲ့မတူတော့ဘူးနော်ဆိုတဲ့အရာတွေကိုသင်ကြားရမှာဖြစ်တယ်လို့အခုနကပြောတယ်လေခလေးကတော့သူ့ဟာသူကြီးသွားတာသိမှာမဟုတ်ဒါပေမဲ့ဘေးနာကလူတွေကသိတယ်မိဘတွေကသိတယ်အဲ့လိုပဲသင်အတ္တမှာဝိညာဉ်တော်ထဲမှာရောက်လာတယ်ဆိုရင်သင်ကမသိရင်တော့မှဘေးကလူတွေကသိလာမယ်ဘာဖြစ်လို့လဲဖရားရဲ့တတ်သေးကမြင်ရမှာလေဖရားဟာသင်ရဲ့ထဲမှာတိုးပွားခြင်းအသက်ရှင်ခြင်းသင်ထဲကနေအလုံးလုံးလာမှာဖြစ်တယ်လေအဲ့ဒီအတွက်ကြောင့်သင်ဟာဒီကနေ့ဝိညာဉ်တော်ကျွန်မကိုတိုးထီပါတခါမှမတွေ့ဘူးမကြုံဘူးသောဖရားရဲ့မျက်မှောက်တော်ကျွန်တော်အထဲမှာနေရာယူပါလို့ဆိုတဲ့စံထားနဲ့သင်တိုးဝင်ဖို့ရန်လိုအပ်တာဖြစ်တယ်လို့သင်တတ်တာအောင်မြင်ခြင်းလဲဆိုရင်ဒါဟာနီးလန်းမယ်အာမင်သင်အတ္တတာနောက်လင်းကြည့်လိုက်တိုင်းမှာဖရားရဲ့လက်တော်ကိုမြင်တွေ့ခြင်းလဲဆိုရင်ဒီဝိညာဉ်တော်ဟာအဓိကတော့ချက်ဖြစ်တယ်လို့အာမင်အဲ့ဒီအတွက်ကြောင့်အခုယေရှုပြု၍အတူတူမတ်တရက်လျက်ဖရားရဲ့မျက်မှောက်တော်ကိုကျမတို့တောင်းခံရအောင်လို့ musician တွေလည်းနေရာယူစေချင်ပါတယ် worship team အဖွဲ့လည်းနေရာယူစေချင်ပါတယ်လို့ hallelujah ကျွန်တော်တို့ခဏလေးကျွန်တော်သရှင်တပုတ်နဲ့ဆက်ကပ်ချင်တယ်တန်ရှင်းသောဝိညာဉ်တော်ဟာကျွန်တော်တို့ကိုစကားပြောနိုင်တဲ့ဘုရားဖြစ်တယ်အာမင်ဒီနေ့တခုခုတော့ကျွန်တော်ကောင်းကြည့်ရမယ်လို့ယုံကြည်တယ်ကျွန်တော်ပြောပြချင်တော့ခဏလေးနော်သားနှုတ်ကပတ်တော်ကိုခံယူနိုင်ဖို့ပင်လေဝိညာဉ်တော်မဆာမရတယ်ဟာလေလုယာပြီးကျွန်တော်အတွေ့အကြုံရသင်မိတဲ့ຢာတစ်ခါတလေဒီတိုင်းမစင်းစားဘဲနဲ့လှုပ်လိုက်တာဒါပေမဲ့အဲ့ဒါအယမ်းမှန်နေတာဘာတူလဲဆိုတော့ကျွန်တော်ညံကောင်းတာမဟုတ်ဘူးအထဲမှာရှိတဲ့ဝိညာဉ်တော်ကျွန်တော်တို့ကိုကူညီတာဖြစ်တယ်တိတ်တောင်မစင်းစားလိုက်ဘူးဒါပေမဲ့အဲ့ဒါမှန်နေတာတယောက်ကိုငါဒီနေ့သူ့စကားတော့ပြောလိုက်အောင်မှာပဲသွားပြောလိုက်တာနဲ့ကောင်းကြီးတစ်ခုခုဖြစ်နေတာဆိုတော့ဒါတန်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ငန်းဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်တို့ကိုယေရှုကိုဖွင့်ပြမဲ့ဝိညာဉ်တော်ကျွန်တော်ပြောချင်တယ်အာမလျှော့နဲ့ချစ်တော်ညီကိုမောင်တို့မှာဟာဒီကအရန်ကြပြီတတော်ကိုကြာနေပြီဘလို့လဲဆိုရဲအားရောတဲ့သူရှိရင်ကျွန်တော်ဒီနေ့ပြောပြရစီတန်ရှင်းသောဝိညာဉ်တော်ဟာအရာခတ်သိမ်းကိုပြောင်းလဲနိုင်သောဖခင်ဖြစ်ပါတယ်ဟာလေလုယာအခုကျွန်တော်သခြင်းတစ်ပုဒ်ဆိုမယ်
တချင်းဆိုတဲ့အချိန်မှာဒီမှာခြေလန်းလန်းပြီးလာဆက်ကပ်ပါတင်းဘယ်သူမှလာမဆူတောင်းပေးဘူးအမှုတော်ဆောင်လဲဆူတောင်းပေးမှာမဟုတ်ဘူးဒါပေမဲ့ဒီမှာမတ်တက်ရက်ပြီးသမီးဒီမှာရှိတယ်သားဒီမှာရှိတယ်ဝိညာဉ်တော်ဘုရားအဲ့ဒီရဲ့နေပယ်တစ်ထဲမှာမရောက်ဘူးသေးတဲ့နေပယ်တစ်ထဲမှာခေါ်သွားပါရောက်ချင်တယ်ဝိညာဉ်တော်နဲ့သမီးသွားချင်တယ်တားသွားချင်တယ်အဲ့ဒီနေပယ်ကိုသွားချင်တယ်ဆိုတဲ့ဆန္ဒလေးတစ်ခုနဲ့ဒီမှာထွက်လာခဲ့ပါသင်ချီလန်းလန်းဘယ်သူမှဆူတောင်းပေးမှာမဟုတ်ဘူးကျွန်တော်တခြင်းတစ်ပုတ်ဆိုပြီးဆက်ကပ်မယ်ဆန္ဒရှိတယ်ဆိုရင်ထွက်လာခြင်းအပြင်ဒီတိုင်းရိုးရိုးလေးကျွန်တော်ဆက်ကပ်သွားလို့ရတယ်ဘုရားရှင်ဝိညာဉ်တော်ကျွန်တော်တို့ကိုတိုးထီမှာဖြစ်တယ်ဟာလေလုယာဝိညာဉ်တော်ဘုရားဥပစ္စေခြင်းဝိညာဉ်တော်ဘုရားဥပစ္စေဆရာဤရကိုပုံနဲ့လွမ်းမို့မူပါဝိညာဉ်တော်ဘုရားဥပစ္စေဆရာဆံငတ်သူတိုင်းကိုဆံငတ်သူတိုင်းကိုစကားပြောမူပါဝိညာဉ်တော်ဘုရားဝိညာဉ်တော်ဘုရားဥပစ္စေဆရာယင်ကိုနိုင်လို့သင်ကြွမူပါဝိညာဉ်တော်ဘုရားဥပစ္စေဆရာအစမဆိုရအောင်ယင်မကျွန်ုပ်ကိုပိတ်သိမ့်မူပါဝိညာဉ်တော်ဘုရားဥပစ္စေလေပြင်းမုန်တိုင်းလို့လေပြင်းမုန်တိုင်းလို့စင်ကြွမှုဝိညာဉ်တော်ဝိညာဉ်တော်ရဲ့သို့လောင်းခြင်းတွေဝိညာဉ်တော်ရဲ့ပိတ်သိမ့်ခြင်းတွေဤရ၌ပြည့်စေပါကျွန်ုပ်၌ပြည့်စေပါအမြဲတမ်းပြည့်စေပါအိုးဝိညာဉ်တော်ရဲ့ဘုန်းကြီးခြင်းတွေဝိညာဉ်တော်ရဲ့တကုတ်ကြီးခြင်းတွေဤရ၌ပြည့်စေပါကျွန်ုပ်၌ပြည့်စေပါအမြဲတမ်းပြည့်စေပါအိုးပြည့်စေဆရာအစာနေတစ်ခါတော့ပြန်ကိုယ်ွယ်အောင်အိုးဝိညာဉ်တော်ဘုရားဥပစ္စေဆရာဤရကိုပုံနဲ့လွမ်းမို့မူပါဝိညာဉ်တော်ဘုရားဥပစ္စေဆရာဆံငယ်သူတိုင်းကိုစကားပြောမှုဝိညာဉ်တော်ဘုရားဝိညာဉ်တော်ဘုရားဥပစ္စေသူအသွန်သင်ပေးတော်သူဟာဤယမကျွန်ုပ်ကိုပိတ်သိမ့်မူပါဝိညာဉ်တော်ဘုရားဥပစ္စေဆရာဒီမုန်တိုင်းလို့လေပြေမုန်တိုင်းလို့စင်ကြွမှုဝိညာဉ်တော်ဝိညာဉ်တော်ရဲ့သို့လောင်းခြင်းတွေဝိညာဉ်တော်ရဲ့ပိတ်သိမ့်ခြင်းတွေဤရ၌ပြည့်စေပါကျွန်ုပ်၌ပြည့်စေပါအမြဲတမ်းပြည့်စေပါဟိုဝိညာဉ်တော်ရဲ့ဘုန်းကြီးခြင်းတွေဝိညာဉ်တော်ရဲ့တကုတ်ကြီးခြင်းတွေဤရ၌ပြည့်စေပါကျွန်ုပ်၌ပြည့်စေပါအမြဲတမ်းပြည့်ဝိညာဉ်တော်ဝိညာဉ်တော်ရဲ့ဘုန်းကြောင့်ခြင်းတွေဝိညာဉ်တော်ရဲ့ပိတ်သိမ့်ခြင်းတွေဤရ၌ပြည့်စေပါကျွန်ုပ်၌ပြည့်စေပါအမြဲတမ်းပြည့်စေပါအိုးဝိညာဉ်တော်ဘုန်းကြီးခြင်းဝိညာဉ်တော်ရဲ့ဘုန်းကြီးခြင်းတွေဝိညာဉ်တော်ရဲ့တကုတ်ကြီးခြင်းတွေဤရ၌ပြည့်စေပါကျွန်ုပ်၌ပြည့်စေပါ
အမြဲတမ်းပြည့်စေပါအိုးပြည့်စေခဏလောက်ဝိညာဉ်တော်နဲ့စကားပြောရအောင်ဟာလေလုယာမိုက်ခေရာကာစာတာပါထိုတရှင်တော်ဝိညာဉ်တော်ကသင်ကိုဆွဲခေါ်ပေးမယ်ထိုတရှင်တော်ဝိညာဉ်တော်ကဖွင့်ပြပေးမယ်ထိုတရှင်တော်ဝိညာဉ်တော်ကကျွန်တော်တို့ကိုလွယ်ကူစေလိမ့်မယ်ဟေးသူရဲ့ဗိတ်သိက်ခြင်းဟာတဘိုးတွေကိုချိုးဖျက်ပေးလိမ့်မယ်လေးသောဝင်တွေကိုပေါ့စေလိမ့်မယ်ဟာလေလုယုံကြည်ပါဟာလေလုယာမိုက်ခေရာကာစာတာရာရာရာဝိညာဉ်တော်ဖျားဟေရီမာကာစေရာ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 တန်ရှင်တော်ဝိညာဉ်တော်ဖျားတန်ရှင်တော်ဝိညာဉ်တော်ဖျားအိုးတမန်တရားကိုဖွင့်ပြတော်သူကျွန်တော်တို့နဲ့အတူရှိတော်သူခမည်းတော်ရဲ့မြတ်တာကိုသုံးလောင်းပေးတဲ့သူနားလည်ခြင်းပညာကိုဖြည့်ပေးတော်သူဟာလေလုယာမိုက်ခေရာကာစာတာရာရာရာဟိုဝိညာဉ်တော်ရဲ့သွန်လောင်းခြင်းတွေဝိညာဉ်တော်ရဲ့ဗိတ်သိက်ခြင်းတွေဤရမိုက်ပြည့်စေပါကျွန်တော်၌ပြည့်စေပါအမြဲတမ်းပြည့်စေပါအိုးဝိညာဉ်တော်ရဲ့ဘုန်းကြီးခြင်းတွေဝိညာဉ်တော်ရဲ့တကိုးကြီးခြင်းတွေဤရ၌ပြည့်စေပါကျွန်တော်၌ပြည့်စေပါအမြဲတမ်းပြည့်စေပါအိုးပြည့်စေဆရာဟာလေလုယာတန်ရှင်တော်ဝိညာဉ်တော်ဟာဥပြည့်စေဆရာဖြစ်တယ်ဥပြည့်စေဆရာဆိုတာသင်ကိုအသေးစိတ်သွန်သင်ပေးမဲ့သူဖြစ်တယ်ခတ်သိမ်းသောအရာကိုထောက်ပံ့တော်သူဖြစ်တယ်လူညံ့သိမ်မွေ့သောပုဂ္ဂိုလ်တော်မြတ်ဖြစ်တယ်ကျွန်တော်တို့ရဲ့အကောင်းဆုံးသောဖော်မုံဖြစ်တယ်ကျွန်တော်တို့ရဲ့အကောင်းဆုံးသောဆရာသမားဖြစ်တယ်ဝိညာဉ်တော်ဖေဟာဒီနေ့ကိုတော်သားတို့ကိုမြင်တယ်အသင်းတော်ကိုတော်မြင်တယ်ဒီမှာမတ်တဲ့ရက်နေတဲ့ကိုတော်ချစ်တော်ခရစ်တော်ထဲ၌ကိုတော်ရွေးကောက်တဲ့သားသမီးတွေကိုမြင်တာဖြစ်တယ်အနက်ဆိုင်ဆုံးနဲ့ဆိုင်ခြင်းနဲ့မှဝိညာဉ်တော်ဆွဲခေါ်ပါဟိုနှဆိုင်တဲ့မြင့်မောက်တော်ထဲမှာနှဆိုင်တဲ့မြတ်တာတော်ထဲမှာနဲရထဲမှာဝိညာဉ်တော်ဆွဲခေါ်ပါဟာလေလုယာမိုက်ကေရာကာစာရာဘာဒီမှာရှိတော်သူတွေကရောက်ဖူးခြင်းတယ်လို့ပြောနေတာဖြစ်တယ်ဝိညာဉ်တော်ခေါ်ပါဆိုပြီးဒီမှာမတ်တရနေတာဖြစ်တယ်သမီးသားရောက်ဖူးခြင်းတယ်လို့ပြောတာဖြစ်တယ်ကိုတော်သူတို့ကိုခေါ်ပါဟာလေလုယာသာတဘိုးတွေကိုချိုးပြတဲ့ဝိညာဉ်တော်ခြောက်သွေးတဲ့မြေကိုစိုးစေတဲ့ဝိညာဉ်တော်ရှင်သန်စေသောဝိညာဉ်တော်အသက်ဆိုင်ရကိုစီးထွက်စေတဲ့ဝိညာဉ်တော်ဟာလေလုယာမိုက်ကေရာကာစာတာတာတာအိုးဟာလေလုယာယေရှုတင်တဲ့အဖဒီနေ့ကြာရနှုတ်ကပတ်တော်ရဲ့ယေရှုတင်တယ်အတူရှိသောတန်ရှင်သောဝိညာဉ်တော်ကိုတော်ကိုယေရှုတင်တယ်အိုးတမန်တရားကိုဖွင့်ပြပေးတယ်ခတ်သိမ်းသောအရာကိုတုံသင်သေးတယ်ကိုတော်၌ဖြည့်ပါကိုတော်မြည်ရည်ထဲမှာကူးခတ်စေပါကိုတော်ရဲ့မိုးရွာသွန်းခြင်းထဲမှာပြေးဝင်ပြီးခိုလုံသောသူတွေဖြစ်စေတော်မူပါဘယ်နေရာမှာနေရမလဲနယ်ပယ်ကိုမြင်တော်သူတွေဖြစ်စေပါကိုတော်ဖွင့်ပြခြင်းနဲ့အတန်တော်ကိုကြားတော်သူတွေဖြစ်စေပါတန်ရှင်တော်ဝိညာဉ်တော်ဘုရားနေရာပေးတယ်စက္ကတော်သူတွေအပေါ်မှာနေရာပေးတယ်အသင်းတော်အပေါ်မှာနေရာပေးတယ်မိသားစုတိုင်းအပေါ်မှာနေရာပေးတယ်အထူးကိုတော်လွှမ်းမိုးတော်မူပါကိုတော်ကိုယေရှုတင်တယ်ကိုတော်ကိုယေရှုတင်တယ်ဘုန်းကြီးခြင်းအားလုံးကိုတော်ကိုပေးအပ်ပါတယ်ကယ်တင်ရှင်ယေရှုနာမနဲ့အသက်တာအသီးသီးကိုအသစ်တစ်ဖန်စက္ကန့်အနံဆုတောင်းကြပါတယ်အဖဖရာအာမင်အာမင်အာမင်ဟာလေလုယာအသစ်တော်ကောင်းကြီးနဲ့ဘုရားသခင်ပို့ဆောင်ပါစေအာမင်ဟာလေလုယာ